တိုင်ညွန့်ကိုကျေးဇူးတင်တဲ့အနေနဲ့နောက်ထပ်အတူတကွလက်ခုပ်တီးပြီးအားပေးပေးပါရှင်အစီအစဉ်နံပါတ်3အနေနဲ့ဆရာကိုဇေယျမိုးမြင့်ကကျွန်တော်တို့ဟောပြောမှာဖြစ်ပါတယ်ခင်ဗျာဆရာကိုဇေယျမိုးမြင့်ရဲ့ဟောပြောမှုလေးမစတင်ခင်မှာဆရာကိုဇေယျမိုးမြင့်ရဲ့ profile လေးအကြောင်းကိုအနည်းငယ်ဖတ်ကြားခွင့်ပြုပါခင်ဗျာဆရာကိုဇေယျမိုးမြင့်ဟာအထက်တန်းကျောင်းအောင်မြင်ပြီးတဲ့နောက်မှာမြန်မာနိုင်ငံမှာ economic ဘာသာရပ်စင်ကာပူနိုင်ငံမှာ logistic ဘာသာရပ်များကိုကျောင်းသင်ဘာသာရပ်များအဖြစ်ဆက်လက်သင်ယူခဲ့ပါတယ်အလယ်တန်းကျောင်းသားဘဝမှစ၍နိုင်ငံပိုင်ပုဂ္ဂလိကပိုင်ပြည်တွင်းပြည်ပ online offline မီဒီယာအနှဲငယ်တွင်ဟိုတစဒီတစပုံနှိပ်ဖော်ပြဘူးတီဟုပြောလို့ရနိုင်တော့လဲဆွဲမြဲမြဲပုံနှိပ်ဖော်ပြခဲ့ခြင်းမျိုးမရှိပါဝါသနာအရရေးသားဖြစ်သောကြပြများစာများကိုခင်မင်ရင်းနှီးသောမိတ်ဆွေများထံသို့ Viber Telegram စသည့် application များမှတဆင့်ပေးပို့မျှဝေခြင်းကိုသာဆွဲမြဲမြဲလှုပ်ဆောင်လျက်ရှိပါတယ်ဖခင်ဖြစ်သူဖြစ်စေခြင်းသည့်ဆန္ဒကိုဖြည့်ဆည်းသည့်အနေဖြင့်ကြပြအချို့နှင့်စကားပြေအချို့ကိုစုစည်းကဘဲတန်ညာတန်လက်ခုပ်တန်စာအုပ်ကိုဖခင်၏82နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ်ထုတ်ဝေခဲ့ပါတယ်ထိုစာအုပ်အတွက်ဖခင်၏ကလောင်ခွဲတစ်ခုဖြစ်သောမိုးမြင့်ကိုအမွေယူပြီး3ရန်ရည်တန်သောအခါဖခင်၏တိုက်တွန်းချက်အရဇေယာမိုးမြင့်ဟုကလောင်အမည်ပေးဖြစ်ခဲ့ပါတယ်ဆရာဇေယာမိုးမြင့်ရဲ့အသက်33နှစ်ပြည့်မွေးနေ့မှာ Autism Association စင်ကာပူ၏ coach အဖြစ်မှနှုတ်ထွက်ပြီးမြန်မာပြည်သို့အပြီးပြန်လာကြတဲ့ကခင်မင်နီးစပ်ရာအတိုင်းအဝိုင်းများတွင်ဟောပြောပွဲများအလုပ်ရုံဆွေးနွေးပွဲများလေ့ကျင့်သင်တန်းပေးခြင်းများကိုဝါသနာအရဇက်တိုက်လှုပ်ဆောင်လျက်ရှိပါတယ်ယခုကျင်းပတဲ့စိန်ခေါ်မှုသည်အခွင့်အလမ်းစာပေဟောပြောပွဲသည်ခင်မင်နီးစပ်ရာအတိုင်းဝိုင်းသာမကပြင်ပပရိသတ်များပါတက်ရောက်ကြသည့်ဟောပြောပွဲကိုဇေယျမိုးမြင့်အနေဖြင့်ပထမဦးဆုံးအကြိမ်ပါဝင်ဟောပြောခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်မိတ်ဆွေများအနေနဲ့ဆရာဇေယျမိုးမြင့်ကိုစင်မြင့်ပေါ်သို့ကျွန်တော်တို့လက်ခုပ်လက်ဝါးတီးပြီးတော့ကြိုဆိုလိုက်ကြအောင်ခင်ဗျာ။အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကြောက်လာကြတဲ့သူတစ်ပြင်းတော့ဒီအကျဉ်းသားဆွမ်းအားလူမှုကူညီပရိုက်တာအသင်းရဲ့ဒီဥဆောင်ပြုကြသူများအသင်းဖွဲ့သားများနဲ့တကွာကျွန်တော်တို့ဒီစိန်ခေါ်မှုဒီအခွင့်အလမ်းစာပေဟောပြောပွဲကိုစေတနာမေတ္တာတရားအပြည့်အဝနဲ့ကျင်းပပေးတဲ့ဆရာဦးကျော်လှိုင်ဆရာလင်းတိုင်းညွန့်နဲ့တကွာတက်ရောက်လာကြသူပြည်သက်များအားလုံးကိုခုလိုစုံညီတာတွေ့ရတဲ့အတွက်အထူးပဲဝမ်းသာခြင်းလို့မိပါတယ်ကျွန်တော်ကတော့သောအခန်းတော်မိတ်ဆက်ပေးတဲ့အတိုင်းပဲဇေယျမိုးမြင့်ဖြစ်ပါတယ်ဒီနေ့ဆရာဦးကျော်လှိုင်ရဲ့ guideline အရကျွန်တော်တို့ဟောပြောမဲ့ခေါင်းစဉ်ကတော့စိန်ခေါ်မှုတည်အခွင့်အလမ်းဆိုတဲ့စာပေဟောပြောပွဲဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်အဲ့ဒီစိန်ခေါ်မှုတည်အခွင့်အလမ်းဆိုတာလေးကိုအဲ့ဒီခေါင်းစဉ်ကိုပဲကျွန်တော် equation လေးပြန်ချပေးပါတယ် C is equal to O ဒီကတော့စောစောမြန်မာမှုပြုထားတဲ့စိန်ခေါ်မှု challenge အဲ့ဒါဒီခွင့်အလမ်းဆိုတဲ့ opportunity ဆိုတာလေးဖြစ်ပါတယ်ဒါကြောင့်စိန်ခေါ်မှုညီမျှခြင်းအခွင့်အလမ်း
ပထမဦးဆုံးကျွန်တော်ရဲ့ဟောပြောပွဲကိုဒီပုံမြင်လေးနဲ့စကြင်ပါတယ်ဒီပုံလေးကိုမြင်လိုက်ကြတဲ့ကွာပဲကျွန်တော်ဘာပုံမြင်ပြောတော့မယ်ဆိုတာဟာပြည်သက်အများစုသိပြီးသားဖြစ်ပါလိမ့်မယ်ရှေးတုန်းကတန်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ဘုရင်ကြီးဟာသူတန်းပြည်ကလည်းအင်မတန်ကိုစီပင်သားရဝါပြောတယ်တိုင်းသူပြည်သားလူအများလည်းအင်မတန်ကိုပျော်ရွှင်ကြတယ်ဒီနေ့တော့ဘုရင်ကြီးကတိုင်းကန်းလှည့်လည်ရင်းနဲ့လူသူမသိတဲ့သကောင်ရန်အချိန်မှာသူ့ရဲ့နောက်လိုက်နောက်သားတွေကိုဘယ်သူမှမမြင်အောင်အဲ့လိုမျိုးလူသွားလူလာထူထပ်တဲ့လမ်းမပေါ်မှာလမ်းတဝက်နီးပါးရှိတဲ့ကြောက်တုံးကြီးကိုချထားခိုင်းတယ်အဲ့ဒီလိုနဲ့မနက်ခင်းမိုးတော့အောင်ရောက်တဲ့အခါကျတော့လမ်းပေါ်ကိုလူတွေလျှောက်လာကြပြီတဖြည်းဖြည်းနဲ့ဥရဟိုသွားသူတွေများပြားလာတဲ့အခါမှာဘာတတိထားမိလဲဆိုတော့ဘင်းကြီးကအနီးနားနေပြီးတော့လှည့်ဝက်စွာချောင်းပြီးကြည့်နေတယ်လူတွေဒီအဖြစ်အပျက်ကိုဘယ်လိုများတုံ့ပြန်ကြသလဲဘာသာတရားလဲဆိုတော့လမ်းသားလမ်းလာလူအများဟာအဲ့ဒီလမ်းမှာတဝက်နီးပါးပိတ်နေတဲ့ကြောက်တုံးကြီးကိုကွေ့ပတ်ရှောင်ပြီးတော့ပဲသူတို့သွားကျင်တဲ့လမ်းကိုမရောက်အောင်သွားကြတယ်အဲ့ဒီထဲမှာမှသူတို့တိုင်းပြည်မှာအင်မတန်လူသိများထင်ရှားတဲ့တထေးတကြဲတွေမူကြီးမတ်ရာတွေပုံနာတွေအဲ့လိုမျိုးပုံကိုယ်တွေလည်းပါတယ်အဲ့ဒီတဲ့ပို့ပြီးအံ့ဩစရာကောင်းတာဘာလဲဆိုတော့တချို့ကအဲ့ကြောက်တုံးကြီးကိုကွေ့ပတ်ရှောင်သွားတဲ့အခါမှာသူတို့ရဲ့သွားရည်လာရည်ခန့်ခဲကြံ့ကြာတဲ့အခါမှာနှောင့်နှေးတဲ့အခါမှာတန်းပြီးအုပ်ချုပ်မင်းလုပ်တဲ့ဘုရင်သူ့ရဲ့ဥဆောင်မဲ့တောင်းဝတရားတွေကိုမကြေပွန်တဲ့အတွက်လစ်ဟင်းတဲ့အတွက်ကြောင့်မို့လို့အခုလိုသွားရည်လာရည်ခက်ခဲနေတယ်ဆိုပြီးတော့ဘုရင်ကိုပါပြစ်တင်ဝေဖန်သွားကြတယ်အဲ့ဒီလိုဘုရင်ကိုပြစ်တင်ဝေဖန်သွားကြတဲ့သူတွေဟာတကယ်တော့ဘုရင်ရဲ့ရှေ့တော်မှောက်မှာဆိုရင်ဒါဘုရင်ကိုအမြဲတမ်းခေါင်းတော်ညှိနေတဲ့လူတွေဖြစ်နေတာကိုအံ့ဩစာတွေ့ရတယ်အဲ့ဒီလိုနဲ့တယောက်ပြီးတယောက်ဖြတ်သွားနေကြတယ်ခဏနေတော့အင်မတန်လေးလံနဲ့ဟင်းသီးရဲ့တောင်းကြီးနှစ်တောင်းကိုသဘိုးနဲ့ထမ်းလာတဲ့အဖိုးတောက်ဟာရောက်လာတယ်တော်ကြီးနားရောက်တဲ့အခါကျတော့အဲ့ဒီသူထမ်းလာတဲ့လေးလံနဲ့ဟင်းသီးရဲ့တောင်းတွေကိုလမ်းဘေးကိုခဏချပြီးတော့သဘိုးကိုယူပြီးအဲ့သဘိုးကိုသူဟာအဲ့ဒီပုံမှာတွေးတဲ့အတိုင်းပဲတနည်းအားဖြင့်ကုတ်အနေနဲ့သုံးပြီးတော့ကြောက်တုံးကြီးကိုလိတ်ထွက်သွားအောင်သူဟာကြိုးပမ်းပြီးဖယ်ရှားကြတယ်ကြောက်တုံးကြီးလည်းလမ်းဘေးကိုလိတ်ထွက်သွားရောသောစောကကြောက်တုံးကြီးရှိနေတဲ့နေရာရဲ့အောက်မှာဘာသွားတွေ့ရတယ်လဲဆိုတော့အထုပ်ထုပ်တွေ့ရတယ်အထုပ်ထဲမှာဘာတွေလဲဆိုတော့ငွေတင်းငါးပြားပေါင်နဲ့ချီပြီးတော့ထည့်ထားတယ်အဲ့ဒါအပြင်ဘင်းကြီးစီကနေပြီးတော့စာဆောင်ကိုလည်းတွေ့ရတယ်အဲ့ဒီစာမှာဘာရေးထားလဲဆိုတော့အခက်အခဲတွေတိုင်းရဲ့အောက်မှာအခွင့်အလမ်းရှိပါတယ်အဲ့ဒီအခက်အခဲကိုဖယ်ရှားတဲ့တင့်အတွက်ဘုရင်ကြီးကနေပြီးဤငွေရင်းကားတစ်ထောင်ကိုစုတော်လက်တော်အဖြစ်ချီးမြှောက်လိုက်ပါတယ်ဆိုတဲ့စာကိုလည်းတွေ့ရတယ်တော့ဒီပုံပြင်လေးဟာအခုကျွန်တော်တို့ဟောပြောတဲ့စိန်ခေါ်မှုသည်အခွင့်အလမ်းဆိုတာကိုမိမောင်းထိုးပြတဲ့ပုံပြင်လေးဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘဝမှာဒီလိုမျိုးလမ်းကိုပိတ်ဆို့နေတဲ့ကြောက်တုံးနေအတားအဆီးတွေအခက်အခဲတွေတွေ့တဲ့အခါမှာမရက်လိုက်ပါနဲ့ကွစ်ပတ်ပြီးတော့လဲရှောင်မသွားပါနဲ့အဲ့ဒီအခက်အခဲအဲ့ဒီအတားအဆီးကိုရအောင်ဖယ်ရှားလိုက်ပါအဲ့ဒီအတားအဆီးအဲ့ဒီစိန်ခေါ်မှုရဲ့အောက်မှာအခွင့်အလမ်းဟာစောင့်ဆိုင်လျက်ရှိပါတယ်ဟုတ်ပြီသောစောပြောတဲ့ပြီးဆိုတဲ့စိန်ခေါ်မှုတွေအဲ့ဒီຢာတွေကိုတစ်ဖက်မှာဖြစ်တဲ့ opportunity ဆိုတဲ့အခွင့်အလမ်းဖြစ်လာအောင်ဘယ်လိုလုပ်မလဲစိန်ခေါ်မှုတွေဥပမာဓာတုတုပေါက်ပြန်လာလိုမျိုးနေပူတယ်မိုးရွာတယ်စောင်းမှာအေးတယ်အဲ့ဒီလိုမျိုးစိန်ခေါ်မှုတွေကိုကျွန်တော်တို့ဘယ်လိုနည်းနဲ့မှပြုပြင်စီရင်လို့ပြောင်းလဲပြစ်လို့မရဘူးပူနေတဲ့နေကိုအခုအခန်းထဲကအေးကွန်းလိုမျိုးအေးဒီဂရီရှော့ချပြစ်လို့မရဘူးကြွားနေတဲ့မိုးကိုလည်းပဲရေချိုးခန်းထဲကတာဝါဟက်လိုမျိုးဘားပိတ်လိုက်လို့ရေတိတ်မသွားဘူးဥမာကားလမ်းကြက်တာတွေနိုင်ငံနဲ့ချီပြီးကဘာနဲ့ချီပြီးစီးပွားရေးတွေကြာဆင်းတာတွေ
သဖြင့်အဲ့ဒီလိုမျိုးမိုးရွာတာတွေနေပူတာတွေဒီပွားရေးကြက်တဲတာတွေအစိုးရရဲ့အခြေအနေတွေအဲ့ဒီစိန်ခေါ်မှုတွေကိုကျွန်တော်တို့ဘလို့မှပြုပြင်စီရင်ပြောင်းလဲလို့မရဘူးသို့တော့အဲ့ဒီလိုပြုပြင်စီရင်ပြောင်းလဲလို့မရတဲ့စိန်ခေါ်မှုကနေပြီးတော့ကိုယ့်အတွက်အခွင့်အလမ်းအကျိုးကျေးဇူးလာဖို့အတွက်ဆိုရင်အဲ့ဒီစီနဲ့အိုနဲ့ရဲ့ကြားထဲမှာရှိတဲ့အားဆိုတာလေးဟာကျွန်တော်တို့ပြုပြင်စီရင်ဖန်တီးထိန်းချုပ်လို့ရမှာပဲဖြစ်တော့မယ်ဒါဆိုရင်အဲ့ဒီအားလေးကဘာလဲ response တုံ့ပြန်မှုဆိုတော့ကျွန်တော်တို့တားဆီးလို့မရတဲ့ပြုပြင်စီရင်လို့မရတဲ့ရှောင်လွဲလို့မရတဲ့စိန်ခေါ်မှုတွေကိုကြုံတွေ့တဲ့အခါမှာအဲ့ဒီစိန်ခေါ်မှုတွေကိုကျွန်တော်တို့ဘလို့တုံ့ပြန်တယ်လဲဆိုတဲ့ကျွန်တော်တို့ရဲ့တုံ့ပြန်ပုံတုံ့ပြန်နည်းကိုမူတည်ပြီးတော့အဲ့ဒီညီမျှခြင်းတစ်ဖက်မှာကျွန်တော်တို့ရဲ့အခွင့်အလမ်းအကျိုးကျေးဇူးဖြစ်လာမှာဥပမာဆိုပါစို့ဖြစ်တွေကစိန်ခေါ်မှုတွေကကန်ဆိုးမသွားရမိုးလိုက်လို့ရွာတယ်ဆိုတာမျိုးဘာပဲလို့အဆင်မပြေဘူးအရှုံးနေတယ်ပဲကြုံနေရတယ်ခက်ခဲတယ်ကြမ်းကြာတယ်နှောင့်နေတယ်ကြိုင်ဆိုင်မှုတွေများတယ်အဲ့ဒီအဖြစ်ဟာကိန်းဂဏန်းနဲ့ပေါ်ပြမယ်ဆိုရင်အနှုတ်400ဆိုပါစို့ဘလို့ပဲဖြစ်မင်းမှာဘာတွေပဲကြုံဘယ်ပုံမဲ့ပေါက်အဲ့ဒီအနှုတ်400ကနေဟိုဘက်မှာအပေါင်း100ဖြစ်ကိုဖြစ်ရမယ်ကွာရေဘူးပေါက်တာမလိုချင်ဘူးရေပါတာပဲလိုချင်တယ်ဆိုရင်ကျွန်တော်ဘယ်လိုလုပ်ကြမလဲကိုယ်စီရောက်လာတဲ့အဖြစ်အပျက်ကခြေအနေကစိန်ခေါ်မှုကနှုတ်400ကိုရချင်တာကယာပြည့်အပေါင်း100ဒါဆိုရင်ကျွန်တော်တို့ရဲ့တုံ့ပြန်မှုဟာအပေါင်း900ဖြစ်ရပါမယ်အနှုတ်400ဖြစ်နေတဲ့အခြေအနေစိန်ခေါ်မှုကနေပြီးတော့အပေါင်း100ဆိုတဲ့အခွင့်အလမ်းအကျိုးကျေးဇူးရလက်ကိုရဖို့ဆိုရင်အဲ့ဒီအဖြစ်အပျက်အဲ့ဒီအခြေအနေအဲ့ဒီစိန်ခေါ်မှုကိုကျွန်တော်တို့ရဲ့တုံ့ပြန်ပုံတုံ့ပြန်နည်းဟာအပေါင်းတွေပေါင်းထည့်ထားတဲ့အပေါင်း900ဖြစ်ရမယ်ရေများရင်ရေနိုင်တယ်မီးများရင်မီးနိုင်တယ်အခုလိုမျိုးအနှုတ်400ဆိုတဲ့မီးတွေပတ်ချလဲဝိုင်းနေတဲ့အချိန်မှာကျွန်တော်တို့လိုချင်တဲ့ရေဆိုတဲ့အကျိုးကျေးဇူးရလက်ကိုရဖို့အတွက်ဆိုရင်ကျွန်တော်တို့ရဲ့တုံ့ပြန်မှုဟာရေတွေများတဲ့များအောင်အကောင်းတွေများတဲ့များအောင်ပေါင်းပြီးထည့်သွားခြင်းဖြင့်ကျွန်တော်လိုချင်တဲ့ရလက်ကိုရမှာဖြစ်ပါတယ်ဒီဟာလေးကလည်းဒီလိုပဲဒီပုံလေးကိုမြင်လိုက်တာနဲ့ဩကိုစရာမိုးမြင့်တော့ဘာပြောတော့မယ်ဆိုတာတန်းကနေတည်တဲ့ပုံပြင်လေးလေသမားကြီးမှာလုံနိုင်တဲ့အရွယ်ကိုကြော်လွန်သွားပြီဖြစ်တဲ့အိုမေးမစွမ်းဖြစ်နေတဲ့မီးအိုလေးတစ်ကောင်ရှိတယ်တစ်သက်လုံးလေတဲ့ကိုင်းထဲမှာသူနဲ့အတူတူကုန်းယုံလာခဲ့တဲ့ဒီမီးအိုလေးကိုဘလို့မှမတက်ရက်တဲ့အတွက်ဘေးမဲ့ပြီးတော့ပဲသူ့ခြံထဲမှာဟိုဒီသွားလာပြီးစားတော့ခွင့်ပြုထားလိုက်အဲ့ဒီလိုအိုမင်းမစွမ်းနဲ့အလုံးမလို့တဲ့မြင်းအိုလေးဟာလေသမားရဲ့ခြံထဲမှာသွားလာနေရင်းနဲ့တနေ့တော့အဲ့ဒီခြံထဲမှာမသုံးနာကြာပြီဖြစ်တဲ့ခြုံရွယ်တွေပိတ်ဖုံးနေတဲ့ရေရင်းပြက်ထဲကိုဝုန်းကနေနဲ့ပြုတ်ကျသွားတယ်ကြောက်လန့်နဲ့မြင်းအိုလေးကနေអော်တယ်အဲ့ဒီအတန်ကိုကြားတော့လေသမားကြီးလည်းပဲဘလို့မှနှလုံးမခံနိုင်တော့ပဲနဲ့သွားပြီးတော့အဲ့ဒီမြင်းအိုလေးကိုရေရင်းပြက်ကြီးတွေကနေကယ်ထုတ်ဖို့ကြိုးစားတယ်ချိန်နေကုန်သွားတယ်ဘလို့မှအဲ့ဒီမြင်းအိုလေးကိုအပေါ်ရောက်လာအောင်သူမကယ်တင်နိုင်အဲ့ဒီမှာပါသွားသတိထားမိလဲဆိုတော့ तू ကြိုးစားတယ်ဒါပေမဲ့လည်းပဲ तू မကယ်တင်နိုင်ဘူးလက်လျှော့ခြင်းတွေပေါက်လာတယ်အဲ့ဒီကမှလူဟာကိုလိုချင်စိတ်တစ်ခုရှိလာရင်ကိုတိမ်ညွတ်မှုကိုအထောက်ပံ့ဖြစ်တဲ့ကြံစီတွေကပေါ်လာတယ်မြင်းအိုကြီးကိုငါကျွေးမွေးနေရတာအခုလိုမျိုးဘိုးခေါင်ရေရှားတဲ့ကာလမှာသူ့အတွက်စားနဲ့ရိတ်ခါစိတ်ကလည်းထောင်းတယ်ဒီရေရင်းပြက်ကြီးဒီမှာရှိနေတဲ့အတွက်လည်းပဲကလေးတွေပြေးလွှားစော့ကစားရင်းနဲ့အခုမြင်းအိုကြီးပြုတ်ကြတယ်လို့ကလေးတွေပြုတ်ကြရင်လည်းအန်တရာယ်ရှိတယ်
အဲ့တော့မြေအိုကြီးကလည်းပဲတကယ်တော့ငါ့အတွက်ဘာမှအသုံးမတည့်တော့ဘူးသူ့ရဲ့နေ့စဉ်စားတော့စိတ်တရားပဲငါ့အတွက်ထောင်းနေတယ်ရေတွင်းကလည်းဖိုးသင့်နေတယ်တစ်ချက်ကုတ်နှစ်ချက်ပြက်ဒီမြေအိုကြီးကိုရေတွင်းပြက်ထဲမှာပဲငါမြေဖို့ပြီးတော့တနည်းအားဖြင့်အကြိုလိုက်တော့မယ်လို့တွေးတယ်ဒါနဲ့အနီးနားခြံနီးနားနီးတငယ်ချင်းတို့သွားပြောတယ်အဲ့တော့မင်းတို့မှာစွန့်စရာပြစ်စရာရှိတဲ့အမိုက်တရိုက်တွေအညစ်အကြေးတွေရှိရင်ငါခြံထဲကရေတွင်းပြက်ကြီးကိုလာဖို့ကြတစ်ချက်ကုတ်နှစ်ချက်ပြက်ငါတို့တွေအမိုက်တွေပြင်ရင်းနဲ့အဲ့ဒီရေရင်းကြီးကိုဖိုးပစ်လိုက်ပြီးတော့လဲမြေအိုကြီးလည်းပဲဒါသူတို့အိဋ္ဌရောက်သွားတယ်အဲ့လိုနဲ့ခြံကြီးနာချင်းတွေလာကြတယ်သူတို့မှာပါလာတဲ့အညစ်အကြေးတွေအမိုက်တရိုက်တွေစွန့်ပစ်စရာတွေကိုရေတွင်းပြက်ထဲကိုပစ်ချကြတယ်ပရမတော့မြေအိုလေးကရုတ်တရက်အချိန်တွေပြောင်းသွားတယ်သူ့ကိုကယ်တင်နေရနေအခုသူ့ဘော်ကိုအမိုက်တွေတရိုက်တွေအညစ်အကြေးတွေပြုတ်ကျလာတဲ့အခါမှာဝမ်းနဲ့လွန်းလို့သူអော်တဲ့အတန်ဘောကကိုညမ်းနေတာပဲအဲ့ဒီအတန်ကြားလေးသူ့ရဲ့ပိုင်ရှင်ဖြစ်တဲ့သခင်ဖြစ်တဲ့ဒေသမားကြီးကမခံစားနိုင်လေအဲ့ဒါနဲ့ချန်နီနာကြီးနေရပဲအဲ့ဒီလိုမျိုးအမိုက်တွေတရိုက်တွေရေဆိုင်မြေခဲတွေကိုရေတွင်းပြတ်ထဲပစ်ချတဲ့ကိစ္စလုပ်တယ်ဒေသမားကြီးကကြောပေးပြီးတော့နေတယ်ခဏနေတော့အဲ့ဒီတစားစားအောနေတဲ့မြို့လေးရဲ့အတန်တိတ်သွားသူကမြအော်အားလွန်းလို့အာရင်ချီနဲ့သွားပြီးထင်တယ်အတန်တောင်မထွက်နိုင်ချတော့ဘူးထင်တယ်တေမကောင်းချင်းကြီးသွားနဲ့မြို့လေးရဲ့ပိုင်ရှင်ဒေသမားကြီးကသောစောကသူကြောပေးထားတဲ့ရေတွင်းပြက်စီကိုဝုန်းကနေပြန်ပြေးလာပြီးငုံကြည့်လိုက်တဲ့အခါမှာသူမြင်ရတဲ့မြင်ကွင်းဟာအင်မတန်ကိုအံ့အားသစ်စရာဖြစ်သွားအဲ့ဒီမြို့လေးဟာသူ့ကြောဘကိုကြလာတဲ့အမိုက်တွေအညစ်အကြေးတွေမြေဆိုင်မြေခဲတွေကိုခါချအဲ့ဒီလိုသူ့ကြောဘကနေပြီးပြုတ်ကျသွားတဲ့မြေဆိုင်မြေခဲတွေအမိုက်တရိုက်တွေအညစ်အကြေးတွေသူ့ရဲ့ခြေထောက်အောက်မှာစုပုံလာပြီးတော့အတိုင်းတစ်ခုထိမြင့်လာတဲ့အခါမှာခြေထောက်ကိုအဲ့ဒီအတိုင်းကနေယုံပြီးတော့မြင့်လာတဲ့ပေါ်ကိုဘုံငနဲ့တက်ရက်အပေါ်နေထည့်ပြီးပြစ်ချတဲ့အမိုက်တွေတရိုက်တွေအညစ်အကြေးတွေမြေဆိုင်မြေခဲတွေသူ့ကြောပေါ်ကိုကြအဲ့ဒါကိုခါချသူ့ခြေထောက်အောက်ကိုရောက်လာတဲ့အခါမှာအဲ့ဒီခြေထောက်မှာစုပုံလာတဲ့မြေဆိုင်မြေခဲပေါ်တစ်ခါထပ်ပြီးတော့မတက်ရက်အဲ့ဒီလိုနဲ့အပေါ်ကနေပြီးအညစ်အကြေးတွေအမိုက်တရိုက်တွေမြေဆိုင်မြေခဲတွေပြစ်ချသူကနေခါပြီးတော့သူ့ရဲ့ခြေထောက်နောက်ရောက်လာတဲ့မြေဆိုင်မြေခဲပေါ်မတက်ရက်ရင်းနဲ့တဖြည်းဖြည်းနဲ့အဲ့ဒီမြင်းအိုလေးဟာစောစောရေတွင်းပြက်ကြီးတွေကနေပြီးတော့အပေါ်ကိုတဖြည်းဖြည်းမြင့်လာပြီးတော့လွတ်မြောက်အသက်ရှင်သွားတယ်ဆိုတော့ဘဝမှာကျွန်တော်တို့ရဲ့ကြောပေါ်ကိုကြလာတဲ့အဲ့ဒီလိုမျိုးအမိုက်တွေတရိုက်တွေအညစ်တွေအကြေးတွေမြေဆိုင်မြေခဲတွေရှိမှာပဲအဲ့ဒီကိုကြောပေါ်ကြလာတဲ့အမိုက်တရိုက်မြေဆိုင်မြေခဲအညစ်အကြေးတွေကကိုဖို့တက်သွားတာကိုခံမလားကိုကြောပေါ်ကြလာတဲ့အဲ့ဒီຢာတို့ခါချပြီးတော့အဲ့ဒီကြောပေါ်တစင်အောက်ကိုပြုတ်ကျလာတဲ့အဲ့ဒီအမိုက်တရိုက်အညစ်အကြေးတွေကိုကိုယ့်ရဲ့နင်းချမ်းတုံးအဖြစ်သုံးပြုပြီးတော့အဲ့ဒီပေါ်ကိုတက်ရင်နဲ့သင်ရဲ့တွင်ဒုက္ခတွင်တွေကနေလွတ်မြောက်ရှင်သန်မလားအဲ့ဒါဟာကျွန်တော်တို့ရဲ့တုံ့ပြန်ပုံပေါ်မှာပဲမူတည်တယ်ဘဝမှာဘာတွေဖြစ်ပျက်တာသလဲဆိုတာကကျွန်တော်တို့မပြဋ္ဌာန်းဘူးအဲ့ဒီဖြစ်ပျက်လာတဲ့အဖြစ်အပျက်ကိုကျွန်တော်တို့ဘယ်လိုလက်ခံတယ်လဲဘယ်လိုတုံ့ပြန်တယ်လဲဆိုတာကပဲကျွန်တော်တို့ဘယ်သူလဲဘယ်ဝါလဲဘယ်လိုနေရာမှာနေမလဲဘယ်လိုအောင်မြင်မလဲဘယ်လိုကြရှုံးမလဲဆိုတာကိုပြဋ္ဌာန်းဒါဟိုဒါမြင်းအိုလေးရဲ့ပုံမြင်ရနေကျွန်တော်တို့မြင်ရသောစောဆရာလင်းညံလည်းပြောသွားတယ်ဘဝကကိုယ်တံမြာသီးတွေပေးလာရင်တံမြာကြီးဖြောတော့ပြစ်လိုက်ပါတဲ့ဒါပဲကိုဘဝဘာတွေပြီးမလဲဆိုတာဟာကိုရွေးချယ်လို့မရဘူးကိုစီကိုရောက်လာတဲ့အရာကိုကိုဘယ်လိုလက်ခံတုံ့ပြန်မလဲဆိုတာကိုရွေးချယ်လို့ရတယ်ဘဝကတင်းကိုအုတ်ခဲနဲ့ပေါက်ရင်အဲ့ဒီအုတ်ခဲတွေကိုကောက်ပြီးတော့ရဲတိုက်ဆောက်လိုက်ပါဒါကိုကျွန်တော်တို့ရွေးချယ်လို့ရတယ်ဟုတ်ပြီကျွန်တော်ရဲ့ဒီမျှဝေခြင်းမှာစောစောကစိန်ခေါ်မှုတွေကိုကျွန်တော်ရဲ့တုံ့ပြန်ပုံတုံ့ပြန်နည်းမူတည်ပြီးတော့ရလက်တွေကွဲပြားခြားနာတယ်ဆိုတဲ့အပိုင်းလေးကိုကျွန်တော်ပြောချင်တာဒါဆိုရင်အဲ့ဒီလိုတုံ့ပြန်တဲ့ဟာမှာကိုစရာရဲ့ပြောတော့လွယ်လိုက်တာ
လက်တွေ့ဘဝမှာတမယာသီးရောက်လာတဲ့အခါမှာအုတ်ခဲနဲ့ပေါက်ခံရတဲ့အခါမှာကြောဘောကိုအမိုက်တဲ့အညစ်အကြေးတွေကျလာတဲ့အခါမှာတကယ်လက်တွေ့တုံ့ပြန်ပုံမှန်ကန်ဖို့ကတော့ပြောသလောက်မလွယ်ဘူးနော်ဟုတ်ကဲ့ပါအဲ့ဒါလေးကိုကျွန်တော်ဆက်ဆွေးပြခြင်းတယ်ဆိုတော့တုံ့ပြန်မှုပမာစကလုံးเนี่ยအင်မတန်တိကျတယ်တုံ့ပြန်မှုတုံ့လိုက်ပြီးတော့မှပြန်တယ်တခုခုဘဝမှာစင်ကောမှုကြုံလာတယ်အဖြစ်အပျက်တစ်ခုကြုံလာတယ်သို့မဟုတ်လှုပ်ဆော်မှုတစ်ခုကြုံလာတဲ့အခါမှာချက်ချင်းလက်ငင်းသိမ့်လိုက်မှန်းပါသိလို့ကိုလို့အကျင့်ပါနေတဲ့အတိုင်းတန်ပြန်လိုက်တာမဟုတ်ဘဲနဲ့ခဏတုံ့လိုက်တယ်ပြီးတော့မှဒီအဖြစ်အပျက်ဒီစိန်ခေါ်မှုဒီအချင်းရာကိုငါဘယ်လိုလက်ခံတုံ့ပြန်မလဲဆိုတာကိုရွေးချယ်ပြီးတော့မှပြန်လိုက်တာဒါကြောင့်မို့လို့ဗမာစကားလုံးကတုံ့ပြန်မှုလို့သုံးထားတာတုံ့ပြန်မှုနဲ့အင်မတန်ကိုပဲတန်တူကြောင်းခွဲဆန်ဆန်ရှိတဲ့ຢာလေးရှိတယ်တန်ပြန်တာသောလို့မတုံ့လိုက်တော့ဘူးတစ်ချင်းလည်းငင်းအကျင့်ပါနေတဲ့အတိုင်းစိတ်လိုက်မှန်ပါတန်ပြန်လိုက်တာရှုကနေတော့ဒိုင်းကနေအဲ့လိုမျိုးတန်ပြန်လိုက်တာအဲ့ဒါကိုတော့အင်္ဂလိပ်လိုဆိုရင် react လို့ဒါကြ react မဟုတ်ဘူးတန်ပြန်တာမဟုတ်ဘူးတုတ်ပြန်တာ respond အဲ့ဒီလိုမျိုးဘဝမှာကိုယ့်စီကိုကြုံလာတဲ့အဖြစ်အပျက်တွေလှုံ့ဆော်မှုတွေစိန်ခေါ်မှုတွေရှိလာရင်ခဏလေးတုံ့လိုက်ပြီးတော့ဘယ်လိုမျိုးအဲ့ဒါကိုပြန်မလဲဆိုတာကိုလွတ်လပ်စွာရွေးချယ်နိုင်တဲ့စွမ်းပကားဟဲ့ဒီတတ္တလောကမှာလူသားမှာပဲရှိတယ်အခြားသောကြက်တွေမှာမရှိဘူးအခြားသောငှက်တွေမှာမရှိဘူးအခြားသောတိရစ္ဆာန်တွေတတဝါတွေမှာမရှိဘူးလှုံ့ဆော်မှုနဲ့တုံ့ပြန်မှုကြားမှာလွတ်လပ်စွာရွေးချယ်နိုင်တဲ့စွမ်းပကားသည်ဟဲ့ဒီတတ္တလောကမှာလူသားမှာပဲရှိတယ်ကျွန်တော်တို့မှာပဲရှိတယ်အဲကြောင့်တင်သဘောမတူလျင်ဘယ်သူမှတင့်ကိုတိတ်ထိကအောင်မလုပ်နိုင်ပါဘူးဒီနေ့ဗုဒ္ဓစီကိုပုံနာရောက်လာပြီးတော့ဗုဒ္ဓကိုပုံနာကြီးကဆဲဆိုတယ်ညင်ညင်နေပြောတယ်အမနာပါတွေပြောတယ်ဗုဒ္ဓကတည်ငြိမ်စွာငြိမ်းချမ်းစွာရှိနေတယ်ဘလို့ပဲပုံနာကြီးကဆဲဆိုပြစ်တင်ဗုဒ္ဓကနေပြီးအဲ့ပေါ်မှာခံစားသွားတာဒေါသဖြစ်သွားတာမျိုးလုံးဝမရှိပဂတိတည်ငြိမ်နေတဲ့အခါမှာကြာတော့ပုံနာကစိတ်ပြက်လာတယ်ဟဲ့ဘောဓမငါနင့်ကိုဆဲနေတာငါနင့်ကိုစူးနေတာငါနင့်ကိုပြစ်တင်ဝေဖန်နေတာသင်ဘာဖြစ်လို့ဒီလိုမျိုးတည်ငြိမ်စွာတုတ်ပြန်နေရတာလဲအဲ့တော့ဗုဒ္ဓကပြန်ပြောတယ်ပုံနာကြီးနင့်ရဲ့အိမ်ကိုဧည့်သည်တွေပါလာတဲ့အခါမှာသူတို့ကနင့်အတွက်တစိုးလက်ဆောင်တွေပါယူလာတာရှိသလားရှိတာပေါ့ဟုတ်ပြီသူတို့ကနင့်အတွက်တစိုးလက်ဆောင်တွေယူလာတဲ့အခါမှာသူတို့ကနင့်ကိုပေးတယ်အကယ်၍အဲ့ဒီသူတို့ပေးတဲ့အရာကိုနင်မယူဘူးဆိုရင်အဲ့ဒီကဘသူလက်ထဲမှာရှိတာလဲနင့်လက်ထဲမှာရှိတာလားဧည့်သည်လက်ထဲမှာရှိတာလားဟဲ့ငါမယူမတော့ဧည့်သည်လက်ထဲမှာရှိတာပေါ့အတူတူပဲပုံနာကြီးအခုနေရငါ့ကိုပေးလာတဲ့ဆဲဆိုခြင်းတွေအမနာပါပြောခြင်းတွေပြစ်တင်ဝေဖန်ပုတ်ခတ်ခြင်းတွေကိုလည်းငါမယူဘူးအဲ့တော့ငါမရဘူးအဲ့တော့မိတ်ဆွေတို့ကျွန်တော်တို့ဘဝမှာစောစောလိုရုပ်ထုပစ္စည်းကိုကျွန်တော်လက်ထဲကိုကျွန်တော်မယူဘူးဆိုရင်တောင်မှအတင်းအာရမထည့်ပေးလို့ရကောင်းရနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ထဲကိုကျွန်တော်နှလုံးသားထဲကိုကျွန်တော်တို့လက်မခံဘဲနဲ့ကျွန်တော်တို့မယူဘဲနဲ့ဘသူကမှဝမ်းနေခြင်းတွေကြေကွဲခြင်းတွေဒေါသထွက်ခြင်းတွေပျော်ရွှင်ခြင်းတွေကိုထည့်ပေးလို့မရပါဘူးကျွန်တော်တို့ဝမ်းနေနေတာကျွန်တော်တို့ယူလို့ပါကျွန်တော်တို့စိတ်ထဲကြနေတာကျွန်တော်တို့လက်ခံလို့ကျွန်တော်တို့ပျော်ရွှင်နေတာကျွန်တော်တို့လက်ခံလို့ကိုယူလို့ပဲကိုရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့အဲ့ဒီမှာလွတ်မြောက်ခြင်းစတယ်ငါယူလို့ပဲငါရတယ်မနေ့ကငါရွေးချယ်ခဲ့တဲ့အတွက်ဒီကနေ့ငါဖြစ်နေ
Negin Tanai Matoging, I had UMFCCI Labo, Nga Yui Chegera Jamolo, a cook Nadiniago, Yaunid. A carrying out a chado, a lu Mingla Zango, Tuabo, Yuche Gay, Nadiniama, Shinima Mopene, a chado, a lu a chado, Mingla Zauma, Nga Yauni. Nga Yui Che Muye, now said to Yala Api, Nadiniama Shinida, Nadilu. Ngadi Yalego Yanira Surago. The no Shishin Pepeta, Yo Dada Duade Niha, Oama Lumia de Nibe. Gojulube, Goyaraba. Obina? Ero, Eddie Lumio, Oama, Jola Kama, Tosoalum, don't be a who, below look at the lay. Gologine Yalago Yabu Blue so in. So in a below leso, the cuckoo Jola is one, and I say Tema, bone a bone panty light. The Boma Obaga, Tank Chomupian, the Nobaloma, Pubilo, Sijilo, Tank Cholo, Bianle, Jinga, Maswan, that a yardy, bone one light. Uma, Lampesomu Uma, Yadiru Chini. Whether I took level to no Mutanham. Nangaye Chini. Tibaye Chini. Eddie Lumio go Pubi in Tincholo Mayare, go ye Pubi in Nigeria, Piamba Masi, Yari, the bone light. I cannot have the bow. Go Tincholo, go Pubi, go see Yari. Go Benyaman Nimles or go Julia. Go Bello, go Lomele, go Tincholo. Chile, Charge, Simasi, Sasari, and go Bear Sasa, Samle, go Pubi seeing Loya. Everybody you go maybe go Julo Yan. Not the Eddie Lumio go Tincholo Yari, the bow. I don't have bone quite light. Maybe the Avi to Balole. Go Tincholo Mayare, a yardy good or go Yin Chance or the can light. The car, Balole, so you go Tincholo Yari, Yawe go Yan, no be outside. A Balolo Yale. Uma go in down back. 2 years in a Sata. 2 years go Bob, you move also Sassambo. Go Tincholo Meow. I may Eddie 2 years go Bob Sassambo, you move also Sassambongani, go Donna Tremla. Yang Chamala. You don't Nimala, go Juilo Yan. Or go Juilo Yan, a Yawe, go Juilite. Do Rogo, Yang Chanswa, the can light. Tabella. Ninsalo Meare Yardango, Edilo Yang Chanswa, Lacan, you ever, Boa Yaluni Doamala. Mobile. Edilo General Tincholo Yare Yarine. General Low Tincholo Meare Yan, Nakuya Yarema. General Twe White be Tincholo Yade, Nebeli Shiba de. That's what General Umayatu. General ain't down Bay, Sine Satari, to our General Pumu, also Sassam Bonigo, General Dayak Tincholo Meabu. Arago General below Lekam Lebelo, don't be a level, General Tincholo Yare. Happy me. Eddie Jarema, General Twe White be Tincholo Yade, General Twe White be to Luamulu Yade Niali shit. General Dubo, Pioso, Pumu, Sessam, Bone, Api. 2 years a move, 2 years saying Sina, a pogo, and the P. Net Twe White be Tiluya. Arapama Uzon go Tiluya Yard go outside. You are the same, go to White Tiluya and Nebel, the PBJ, jail on Lodekama, nice and Muya. Go to Tiluya. Nebea Jelare, go to a white beat in Yare Nebea Jelare and Mia, go Tincholo Miare, a panga, the Pipine, Elare, Jelare. Iloni up in General, go yet, in order someone, go yet Tincho Namu, Nebego, the PB Chetwin Doama, Pipare. Now, Promozo Yijira Bales or Eminent Lutimia Shade, Sudan, who thought the Yami. Namejibo are a Bajan Lemedibu, yet the Masu down, Namejide. The mother was down. Chimpia Young Lelo Yado, a Yarugo, Young Len 9 30 Congago, Bidnara Muba. Chimpia Young Layam, a pin 9 a Yarugo, Lekan 9 Ye Mugu, Bidnara Muba. Chimpia Be Yagaro, Young Lelo Yabi, Be Yaro, Young Lejinga, Maswanta Bu Surago. Precha Timi 9 Nyabinago, Bidnaro Muba. They're not imminent the Wajava. And but it's not out of people.
베야로 가 뷰빈시인 텐절로 야래 베야로 가 뷰빈시인 텐절로 메야부 소라 저노 꾀꾀뼈뼈 띠야 띠비တဲ့အခါမှာကိုပြုပြင်စီရင်ထင်လို့မရတဲ့အရာတွေပေါ်မှာပူဆွေးခြင်းကြေကွဲခြင်းဝမ်းနေခြင်းဒေါသထွက်ခြင်းမရှိဘဲငြိမ်းအေးစွာလက်ခံနိုင်ရမယ်ကိုပြုပြင်စီရင်ထင်လို့ရတဲ့အရာတွေအပေါ်မှာလဲယာနှုံးပြည့်တာဝန်ယူပြီးပြုပြင်ထိန်ချုပ်စီရင်တဲ့တတိရှိရအဲ့ဒီမှာဘာလဲဆိုတော့စောစကလုံးယာနှုံးပြည့်တာဝန်ယူပြီးတော့ဆိုစကလုံးတာဝန်ယူတယ်ဆိုတော့အင်္ဂလိပ်လို responsibility လို့ပြောတယ်ပြန်ခွဲလိုက်ရင် respond plus ability respond တုံ့ပြန်မှုကိုရွေးချယ်နိုင်သော ability စွမ်းရည်တနည်းအားဖြင့်တာဝန်ယူနိုင်တဲ့ပုဂ္ဂိုလ်တာဝန်ယူတဲ့လူဆိုတာဟာကိုဘလို့တုံ့ပြန်မလဲဆိုတာကိုလွတ်လပ်စွာအာဂတိတွေကင်းစွာရွေးချယ်နိုင်တဲ့စွမ်းရည်ရှိသောသူသည်တာဝန်ယူနိုင်သောပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်မို့လို့ဟာငါလှုပ်ကနေပြောလိုက်မိသွားတာငါစိတ်လိုက်မှန်ပါတုတ်ပြန်မိလိုက်တာဟဲ့ငါပြောပြီးတော့မှငါမမှန်သိတယ်။တနည်းအားဖြင့်ကိုဘလို့တုံ့ပြန်မလဲဆိုတော့ကိုမှရွေးချယ်နိုင်တဲ့စွမ်းရည်မရှိတဲ့လူဟာဘသူကိုမှတာဝန်မရှိ။နံပါတ်1ပြည့်တုံ့ပြန်မှုကိုတာဝန်မယူနိုင်တဲ့အတွက်အခြားလူတွေကိုနိုင်ငံကိုကုမ္ပဏီတစ်ခုကိုအတိုင်းအဝိုင်းတစ်ခုကိုတာဝန်ယူဖို့ဆိုတာဘလို့မဖြစ်နိုင်ဘူး။ဒါကြောင့်မလို့အခုလိုမျိုးအကျဉ်းသားစွမ်းအားလူမှုကူညီပရဟိတအသင်းဆိုတဲ့ပရဟိတအများအကျိုးဆောင်မဲ့လူတွေကနံပါတ်1အတ္တဟိတမိမိကိုမိမိကောင်းစာတာဝန်ယူနိုင်တဲ့သူတွေဖြစ်ရမယ်။ကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့တုံ့ပြန်မှုတွေအပေါ်မှာတာဝန်ယူရွေးချယ်နိုင်တဲ့လူတွေဖြစ်မှသာလျှင်အများကိုလည်းတာဝန်ယူနိုင်မှာဖြစ်တယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဒီဘဲတန်းညာတဲ့လက်ခုပ်တန်ထဲမှာကြပြလေးတစ်ပုဒ်ရေးထားတယ်သမီးဖတ်ဖို့ဆိုပြီးတော့သမီးဖတ်ဖို့လေးသမီးလေးလောကရန်ထိုတွေကြားဟိုနာဒီနာတဘိုးတစ်ပါးကအစစွန့်စားရတဲ့ခစ်ထဲလူဖြစ်ရဲတဲ့ညီနဲ့သမီးဖြစ်ခဲ့ပြီနော်ခစ်ကြီးကဟိုနာဒီနာတဘိုးတစ်ပါးသွားဖို့အစစွန့်စားရတယ်တပင်အရှိလေးတောင်ဖြန့်ပြီးချမထားရဲတဲ့ခစ်အဲ့ဒီလိုခစ်မျိုးမှာသမီးလူဖြစ်လာတာသမီးလေးသမီးကလေးစမွေးကလေးကယနေ့ယခုအထိဖြစ်ပြနေသမျှဘဝလို့ခေါ်တဲ့ရှင်ပါရဲ့ကွယ်ဘဝဆိုတာဘာလဲသမီးစမွေးကဒီနေ့အထိဖြစ်ပြနေတာတွေဘဝလို့ထင်ပြောတာပဲဖြစ်မှာပေါ့သမီးရဲ့ဖေရလည်းပညာရှိမဟုတ်ဘူးလေအဲ့တော့ထင်ပါရဲ့လို့ပဲပြောရတယ်အဲ့ဒီသမီးလေးရဲ့ဘဝမှာလောကရန်လှလှနဲ့သာသာဝရကြုံဖို့ရာမိဘတွေမကူညီနိုင်ကြောင်းဝိလက်ဆောင်ကောင်းပေးပါတယ်သမီးဖြတ်လျှောက်မဲ့ဘဝမှာလောကရန်လှလှနဲ့ပဲအမြဲတမ်းကြုံရမယ်လို့အဖေတို့မကူညီနိုင်ဘူးအဲ့ဒီအမှန်တရားကိုသူ့ကိုလက်ဆောင်ပေးလိုက်တာအဲ့ဒါအဖေရဲ့လက်ဆောင်ပဲလောကရန်ကောင်းရင်ကောင်းမယ်ဆိုရင်ဆိုမယ်သမီးလေးအခက်အခဲဆိုတာနည်းနည်းဖုံးအမဲဆွတ်ထားတဲ့အခွင့်အလမ်းနည်းနည်းကဖန်တက်ဖို့တော့လေတယ်ဥဒ္ဒါပြောတဲ့ဟာပဲကျွန်တော်ကြုံနေရတဲ့စိန်ခေါ်မှုအခက်အခဲဆိုတာဟာတနည်းအားဖြင့်အခွင့်အလမ်းကမျက်နှာဖုံးကြီးဆွတ်ပြီးတော့လာတာအခက်အခဲဆိုတဲ့မျက်နှာဖုံးကိုတက်ပြီးတော့လာတဲ့အခွင့်အလမ်းဖြစ်တယ်အဲ့တော့သမီးကအဲ့ဒီလူရဲ့မျက်နှာကကိုဖန်တက်ဖို့လိုတယ်လို့ပြောထားတယ်အခွင့်အလမ်းဆိုတာကလည်းတာဝန်တွေထမ်းလာတဲ့ကျင်ညာသမီးကျင်နာစာထွေးပွေလိုအပ်ချက်တွေပြည့်အောင်ကူညီပါအဲ့တော့အခွင့်အလမ်းဆိုတာတနည်းအားဖြင့်တာဝန်ယူရမှာတုံ့ပြန်မှုကိုရွေးချယ်ရမှာအဲ့ဒီလိုမျိုးတကယ်တော့အခွင့်အလမ်းဆိုတာဟာသူ့ရဲ့ပခုံးပေါ်မှာတာဝန်တွေထမ်းလာတာသမီးသူ့ကိုကျင်နာစွာထွေးပွေပြီးတော့လိုအပ်ချက်တွေပြည့်အောင်ရွေးချယ်ပြီးတော့တုံ့ပြန်လိုက်ပါဆိုပြီးတော့အဲ့လိုကြပြလေးကပြောထားတယ်သမီးလေးသူတစ်ပါးကိုကူညီဖို့ရာကိုအရင်ကူညီပါသူတစ်ပါးကိုထူမဖို့ရာကိုယ်တိုင်အရင်ထပါကိုယ်တိုင်ပြေဝမှသာသူတစ်ပါးကိုဝေငှနိုင်ပါလဲနေသူထူပေးပါကိုယ်တိုင်ကဘာလုပ်နေအောင်လဲနေလို့မဖြစ်ဘူးအဲ့တော့ကိုယ်တိုင်အရင်ထူပါကိုယ်တိုင်အရင်ထပါကိုကပြေဝမှသူတစ်ပါးတွေကိုဝေငှနိုင်ပါသမီးလေးဒီကနေ့ကစမျက်လွှာကလေးပုံမှန်ချတတိတရမှန်ကြည့်ပါ
ဒီနေ့ကစပြီးသမီးမျက်နှာလေးချပြီးမှန်ကြည့်ပါဘလို့ဖြစ်လို့မျက်နှာလေးချပြီးမှန်ကြည့်ရမှာတော့ကိုတကယ်တိသူတွေသာသူတစ်ပါးကိုတကယ်ကြည့်နိုင်တာကိုမှတကယ်မသိပဲသူများကိုဘလို့မှမကြည့်နိုင်ဘူးကိုမှတကယ်တောင်းမယူနိုင်ပဲသူများကိုဘလို့မှမဆောက်ရှောက်နိုင်ဘူးဒါကြောင့်သူတစ်ပါးတွေကိုကြည့်ကျင်တဲ့သူတစ်ပါးတွေကိုဆောက်ရှောက်ချင်တဲ့သူဟာနံပါတ်1ကိုအရင်ဆုံးသိရမယ်ကိုအရင်ဆုံးကြည့်ရမယ်ကိုအရင်ဆုံးတာဝန်ယူရမယ်ဟုတ်ပြီအဲ့တော့အဲ့ဒီလိုမျိုးတုံ့ပြန်မှုကိုရွေးချယ်တဲ့အပိုင်းမှာကျွန်တော်ထင်လိုက်တာငါဒီလိုတုံ့ပြန်လိုက်တာပဲလို့ထင်ပေမဲ့တုံ့ပြန်မှုတစ်ခုဖြစ်လာတယ်ဆိုတာမှာအဆင့်ဆင့်ရှိတယ်အဲ့တော့ဒီတုံ့ပြန်မှုဆိုတဲ့ action လို့ဆိုရင်တစ်ခုရဲ့ရှေ့မှာ emotion ခံစားချက်တွေရှိတယ်ဒါမို့စောစောကဆလန်နန်တို့ကျွမ်းကျင်တဲ့နယ်ပယ်မှာဖြစ်တဲ့ဒီကွက်ထိုးပေါက်တဲ့အပိုင်းမှာဆိုလဲပဲလူတွေရဲ့နှလုံးသားကိုတက်ပြရဘာလို့လူတွေကဆွတ်ပြစ်ချတဲ့အခါမှာအုံနောက်နဲ့ဆွန့်ချက်ချတာမဟုတ်ဘူးတဲ့နှလုံးသားနဲ့ရွေးချယ်တာပစ္စည်းတစ်ခုဝယ်တယ်ခံစားချက်နဲ့ပဲအိမ်တောင်ပြုတ်တယ်ခံစားချက်နဲ့ပဲဒါကြောင့်မို့လို့တဲ့ဥမာပေါ့ဉာဏ်ပညာအရန်ကြီးမားတယ်10တန်းကိုအမှတ်ကောင်းနဲ့အောင်တယ်နောက်စိတ်တက်တွေပါတက်တယ်ခဏနေတော့ကြတော့ရက်ွက်ထဲကဂလီဂလင်းအရက်သမားဘိန်းစားနောက်ပြေးသွားတယ်ဘာဖြစ်လို့လဲဉာဏ်ရည်ကတော့မြင့်တယ်သို့တော်လည်းပဲသူ့ရဲ့နှလုံးသားခေါ်တဲ့နောက်ကိုကောက်ဆိုပြီးတော့ပါသွားတယ်ဒီလိုပဲအိမ်တော်မှုမှမဟုတ်ဘူးအခြားသောဝယ်မှုပြုမှုဆုံးဖြတ်မှုတွေအားလုံးမှာလည်းပဲလူတွေကခံစားချက်နဲ့ပဲဆုံးဖြတ်ကြတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကလူတွေရဲ့နှလုံးသားကိုတက်ဖြစ်လို့တယ်ခေါင်းကိုတွားပြင့်နေမယ်ဆိုရင်ကိုလိုချင်တဲ့ရလက်ကိုမာကတ်တင်းပညာမှာတော့မရဘူးတဲ့ဟုတ်ပြီအဲ့တော့အဲ့ဒီလိုမျိုးခံစားချက်တွေရဲ့ရှေ့မှာဘာရှိလဲဆိုတော့အရင်စစ်တော့အမြင့်မြေကတွေးဥပမာဒီကနေ့ဟောပြောပွဲလေးကတော့အကျိုးရှိမှာပဲဆိုတဲ့အတွေးလေးရှိလာတဲ့အခါမှာဒီဟောပြောလို့သွားကျင်လာတဲ့ခံစားချက်လေးရှိလာတယ်အဲ့ဒီအတွက်ရောက်လာတယ်ဆိုတဲ့လှုပ်ဆောင်မှုကြောင့်မလို့ရောက်လာတယ်ဆိုတဲ့ရလက်အခွင့်ဖြစ်လာတာအကယ်၍ကိုယ့်ရဲ့အတွေးကမကောင်းဘူးလို့တွေးရင်ခံစားချက်ကမကြိုက်ဘူးဆိုရင်မလာဘူးဆိုတဲ့လှုပ်ဆောင်ချက်ကြောင့်မို့လို့ရောက်မနေတဲ့ရလက်အခွင့်လမ်းပဲဖြစ်မှာဒီကနေ့ကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုတွေရဲ့ရှိမှာခံစားမှုရဲ့ရှိမှာအတွေးကနေပြီးတော့ပြဖြားခံတာဖြစ်ပါတယ်အဲဒါမို့လို့လဲဒီကြောင့်မို့ကျွန်တော်လူတွေပြပြတဲ့အခါမှာဒီကြပြားထဲမှာကျွန်တော်ရေးထားလေဆိုတော့ဒီ7 habits မှာရေးထားတယ်သမီးပြောသမျှပြုသမျှသမီးကြနာရွေးချယ်ပါသူတစ်ပါးကိုနားလည်ဖို့ရာခံစားချက်တွေဟာအလွန်အရေးပါပါတယ်သူတို့ကိုတုံ့ပြန်ဖို့အတွက်တော့ခံစားချက်တွေတက်ဘယ်တော့မှမတွက်ချက်ပါနဲ့နော်လူတွေကိုနားလည်ဖို့ဆိုရင်သူတို့ခံစားချက်ကအင်မတန်အရေးကြီးတယ်ဒီလူဘာခံစားနေရတယ်လဲသိမှသူ့ကိုကနားလည်နိုင်မှာဒါပေမဲ့ကိုကခံစားချက်နဲ့ပြန်တုံ့ပြန်မယ်ဆိုရင်တော့မှားသွားလိမ့်မယ်လူတွေကိုနားလည်ဖို့အတွက်ခံစားချက်ကအရေးကြီးတယ်ဒါပေမဲ့သူတို့ကိုတော့ကိုယ့်ရဲ့ခံစားချက်တက်နဲ့ဘယ်တော့မှမတုံ့ပြန်ပါနဲ့ဟုတ်ပြီအဲ့တော့ဒါဆိုရင်ကျွန်တော်တို့ဒီလိုတွေးတယ်ဒီလိုခံစားတယ်ဒီလိုမျိုးလှုပ်ဆောင်တယ်ဆိုတာဟာဒါကိုပိုင်လားကျွန်တော်လက်လို့ကျွန်တော်ခြေထောက်လို့ကျွန်တော်ရဲ့မျက်နှာလို့မွေးရပါလားမဟုတ်ပါဘူးဒါကြောင့်မို့လို့လူတွေတောင်းတော့လှုပ်ဆောင်ချက်တွေမတူဘူးခံစားချက်တွေကွဲပြားတယ်အတွေးတွေကလည်းကွဲလွဲကြတယ်ဘာကြောင့်လဲအဲ့ဒီရဲ့ရှေ့မှာ program ဆိုတာရှိနေတာကျွန်တော်တို့ဒီလိုတွေးအောင်ဒီလိုခံစားအောင်ဒီလိုလုပ်အောင်ကျွန်တော်တို့ကို program သွင်းထားတဲ့အရာတွေရှိကျွန်တော်တို့ရဲ့ကြီးပြင်းပုံတွေကျွန်တော်တို့ကိုယ်ယုံကြည်တဲ့ဘာသာတရားကျွန်တော်တို့ရဲ့ရိုးရာကြီးမှုထုံတဲ့စင်လာတွေကျွန်တော်တို့ဖတ်ခဲ့တဲ့စာတွေကျွန်တော်ကြည့်ခဲ့တဲ့ရုပ်ရှင်တွေစသဖြင့်အဲ့ဒီလိုမျိုးအကြောင်းချင်းရာပေါင်းများစွာကဒီလိုတွေးတတ်တဲ့ဒီလိုခံစားတတ်တဲ့ဒီလိုလွတ်တဲ့သူကြောက်ဖြစ်လာအောင် program သွင်းလိုက်တာဒါကြောင့်မို့လို့တခုခုကြုံတဲ့အခါမှာအဲ့ဒီအပေါ်မှာကျွန်တော်တို့ခံစားပုံတွေးပုံတွေ꿰ကြဥပမာငါးစင်တောင်ကျကလေးဘွားတွေကစစ်ဖြစ်တဲ့နယ်မြေမှာကြီးပြင်းခဲ့တဲ့ကလေးလေးအရွယ်တွေရောက်ပြီးစောစောဆရာလင်းသန်းညုံပြောသွားတဲ့စင်ကာပူမှာနယူးရီးယားသွားကြုံတယ်အဲ့မှာစောစောပြောပြတဲ့ပုံတွေကမယ်ရီနာဘေးမှာမီရှူမီပန်းတွေဒိုင်းငနဲ့ဖောင်းငနဲ့ဝုန်းငနဲ့ဖောက်တယ်
အဲ့ကောင်လေးကဘာဖြစ်လဲကြောက်သူတသက်လုံးမြင်ခဲ့တာအဲ့လိုဘုံနေကြည်စံတွေဒိုင်းငနဲ့ဘိုင်းငနဲ့ရှူကနေဆိုခြေတွေလက်တွေပြက်ပြက်တန်တွေဖြစ်တေကြပြေကြအိုးတွေအိမ်တွေပြက်စီးကြဆိုတာမြင်တဲ့အခါမှာအဲ့ဒီသူငငယ်ရတွေ့ကြုံခဲ့တဲ့အတွေ့အကြုံ program အရာအဲ့ဒီလိုမေရီနာဘေးမှာအဲ့ဒီလိုမျိုးနယူရီးယားမှာမီရှူမြန်းတွေဖောက်တဲ့အခါကျတော့ तू ကကြက်နောက်မိတ်ဆွေတယောက်က तू ကရန်ကုန်မှာကြီးတယ်အမှကြီးတဲ့အခါမှာ तू ကတော်လိုင်းနေဆိုရင်တော်လိုင်းရေးပန်းကြံထဲမှာအဲ့လိုမျိုးမီရှူမြန်းတွေဖွင့်တာတွေကြောက်အိုးခွဲတာတွေကောင်းကင်မှာမီးတွေအစင်းဖွာကနေလှတာတွေကိုမြင်ဘူးထားတယ်သူလည်းပဲအဲ့ဒီစောစောကစစ်ဖြစ်တဲ့နေမီကကြီးခဲ့တဲ့ကောင်လေးတူစင်ကာပူမှာရောက်နေတယ်နယူရီးယားမှာစုံတယ်အဲ့တော့အဲ့ဒီမေရီနာဘေးမှာအဲ့ဒီလိုမျိုးမီရှူမြန်းတွေဖောက်တဲ့အခါ तू ကကြတော့ဗမာပြည်ရန်ကုန်မြို့မှာကြုံခဲ့တဲ့တော်လှန်ရေးတွေကိုသတိတွေရပြီးဝမ်းတွေတာနေတယ်တွေ့ကြုံရတဲ့အဖြစ်အပျက်ကအတူတူပဲဒါပေမဲ့ကြီးပြင်းခဲ့ပုံဖြတ်တန်းခဲ့ပုံ program ကွဲတဲ့အခါမှာအဲ့ဒီအပေါ်မှာခံစားချက်ကွဲလွဲတယ်အဲ့ဒီအပေါ်မှာလှုပ်ဆောင်ချက်တွေဖြစ်ပျက်တွေကွဲလွဲကြတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကနံပါတ်1ကိုလည်းရှင်းရှင်းလင်းသိရမယ်ငါခံစားနေတာတွေငါတွေးနေတယ်ငါလုပ်နေတာတွေကငါမဟုတ်ဘူးငါရှေ့မှာအဲ့ဒီလို program ရှိတယ်တခြားသောလူတစ်ယောက်ကဖြစ်ပျက်လာပြီဆိုရင်လည်းပဲကိုကအဲ့ဒါကိုရှင်းရှင်းလင်းလင်းမြင်ရမယ်တနည်းအားဖြင့်ဒါဒီပုံကိုပဲဇေယျမိုးမြင့်ပဲလင်းတိုက်ညွန့်ပဲဆရာဦးကျော်လှိုင်ပဲမဟုတ်ဘဲနဲ့သူ့ရဲ့ program ကြောင့်သူဒီလိုတွေးဒီလိုခံစားဒီလိုပြုတ်မှုနေတာပါလားအဲ့ဒီမှာကျွန်တော်တို့ခွင့်လွတ်လို့မရဘူးတယောက်မှမရှိတော့ကျွန်တော်တို့အပြစ်တရားမျိုးတယောက်မှမရှိတော့ဘူးဘာလို့ဆိုပုဂ္ဂိုလ်နဲ့သူ့ရဲ့ program ကိုကွဲပြားစွာတိသွားတာဒါကြောင့်ကျွန်တော်ရဲ့ကြပြတော့မှရေးထားတယ်ချစ်ချင်းမေတ္တာကိုယုံဖို့ချစ်ချင်းမေတ္တာနဲ့ကြုံခဲ့ဖို့လိုတယ်မစားဘူးတဲ့အတီဘလောက်ကြီးကြီးချီးနီးပေါ့ကြပြနံပါတ်1မှာရေးထားချစ်ချင်းမေတ္တာကိုယုံဖို့ဆိုတာ तू ဟာငယ်စဉ်တောင်ကြီးကလေးဘွားသူ့ရဲ့ဖြတ်သန်းမှုမှာချစ်ချင်းမေတ္တာကိုကြုံခဲ့မှချစ်ချင်းမေတ္တာကိုယုံမှာပေါ့တခါမှမကြုံခဲ့ဘူးတဲ့လူတယောက်ကိုချစ်ချင်းမေတ္တာကြောင့်သွားပြောနေရင်ဘလောက်ပဲကြီးတဲ့အတီဖြစ်ဖြစ်မစားဘူးတော့အချီးနီးပေါ့ဒါကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်တောင်အင်မတန်နဲ့နာမည်ကြီးတဲ့စိုးသားတစ်ခုရှိတယ်မကောင်းမှုအကုသို့မုန်းပါမကောင်းမှုအကုသို့ပြုတော်သူကိုချစ်ပါတဲ့ပုဂ္ဂိုလ်နဲ့သူ့ရဲ့ program တွေကိုကွဲပြားစွာတည်သွားတာကျွန်တော်ဒီညမှာဘာကိုပြောချင်နေတာလဲဆိုတော့ကျွန်တော်တို့ရဲ့ခံစားပုံတွေးခေါ်ပုံလှုပ်ဆောင်ပုံတွေရဲ့ရှေ့မှာ program ရှိနေတယ်အဲ့ဒီဟာကိုကျွန်တော်တို့ရလက်ကိုပြောင်းကျင်ရင်ကျွန်တော်တို့လှုပ်ဆောင်မှုကိုပြောင်းရမယ်လှုပ်ဆောင်မှုကိုပြောင်းကျင်ရင်ခံစားချက်ကိုပြောင်းရမယ်ခံစားချက်ကိုပြောင်းကျင်ရင်အတွေးကိုပြောင်းရမယ်အတွေးကိုပြောင်းဖို့အတွက်ဆိုရင် program ကိုပါပြောင်းရမယ်ဆိုတာကိုကျွန်တော်ပြောနေတာပါဆော့ဆော့လို့ပြင်ပကအဖြစ်ပြက်အချင်းညာတွေကြုံလာတယ်ကြုံလာတဲ့ခါမှာကျွန်တော်တို့ကမျက်စိဆိုတဲ့မျက်စိနဲ့မြင်တယ်နားနဲ့ကြားတယ်ရှာနဲ့အရာသာကိုရတယ်ကိုခန္ဓာအထီးတွေ့အနဲ့အသက်စသဖြင့်အဲ့ဒီလိုမျိုးအောင်ကအင်္ဂါတွေနဲ့အဲ့ဒီလိုမျိုးအချက်လက်တွေကိုကျွန်တော်တို့လက်ခံလိုက်တယ်အနံ့ကိုလက်ခံတယ်အယောင်အစင်းမြင်ကွင်းကိုလက်ခံတယ်အတန်ကိုလက်ခံလိုက်တယ်ဒါပေမဲ့အဲ့ဒီအရာတွေကပဂတိအရှိတိုင်ဝင်သွားတာမဟုတ်ဘူးဒါထဲမှာကျွန်တော်တို့ရဲ့ဒီဘာစကားအပေါ်မှာနားလဲပေါ့ဥပမာကျွန်တော်ကခမားလို့ပြောရတယ်တချို့လူတွေအတွက်ခမားဆိုတာနားရင်ပဲတချို့လူတွေအတွက်ခမားဆိုတာကရိုင်းတယ်အဘုံလို့ပြောလိုက်တယ်တချို့လူတွေကလူတို့ကိုသွားမြင်တချို့လူတွေကစက်ပြာကိုသွားမြင်တယ်စသဖြင့်အဲ့ဒီလိုမတူကွဲပြားတဲ့ဘာစကားပေါ်နားလဲဘုံတွေနဲ့ကျွန်တော်တို့ကစကားစစ်ပစ်လိုက်တယ်ဓာတ်ပြုတ်ပစ်လိုက်တယ်ဒါကျွန်တော်တို့ရဲ့အမှတ်တညာတွေစောစောတုန်းကစစ်ဖြစ်တဲ့မြေမှာကြီးလာတဲ့ကောင်လေးနဲ့တော်လန်ရေးနေ့ကိုကြီးလာတဲ့ကောင်လေးရဲ့အမှတ်တညာပေါ်မူတည်ပြီးတော့မြင်ကွင်းအပေါ်မှာနောက်ဆက်တွဲအတိတ်ပဲဖွင့်ဆိုမှုကလွဲသွားတယ်ကွဲသွားတယ်စသဖြင့်ကိုယ့်ရဲ့တန်ဖိုးတွေယုံကြည်မှုတွေအဲ့ဒီအရာတွေစကားစစ်လိုက်တယ်အဲ့တော့ကျွန်တော်တို့ကလောကကြီးကိုအရှိတိုင်းမြင်တာမဟုတ်ဘူးကိုမြင်တယ်လို့မြင်တာကိုယ့်ရဲ့စောစောကအနှစ်နှစ်လာဘာစကားပေါ်နားလဲပုံတွေကိုယ့်ရဲ့ယုံကြည်မှုဓာတ်ခံတွေကိုယ့်ရဲ့တန်ဖိုးတွေအဲ့ဒီအရာတွေနဲ့စကားစစ်လိုက်ပြီးဓာတ်ပြုတ်လိုက်ပြီးတော့မှကျွန်တော်တို့ကဒါကတော့ဘလို့ဒါကတော့ကောင်းတယ်ဒါကတော့ဆိုးတယ်အဲ့ဒီလိုမျိုးကိုယ့်ဘာသာကိုဘာသာပြန်လိုက်တာအရှိပဂတိအတိုင်းကျွန်တော်တို့ကမြင်တာသိတာမဟုတ်ကြဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့နမူနာပြောပါမယ်စောစောတော့တင့်ကိုတံမြာစီတစ်လုံးပေးလာရင်တံမြာကြီးဖြော်တောက်လိုက်ပါဆိုတာလေးခုမနေ့ပဲကျွန်တော်တံမြာကြီးတောက်လာတယ်လေကြောင့်နည်းနည်းရားနေလို့တံမြာစီကမှဲ့ပြီးဝင်းနေတာအဲ့ဒါလေးကိုကျွန်တော်အရေကောင်းထွက်အောင်အရင်ဆုံးကျွန်တော်လှိမ့်လိုက်သေးတယ်
လှိလိုက်ပြီးတော့အင်မတန်ထက်ရှာနေတဲ့ဓာလေးနဲ့အဲ့ဒီတံမြာတဝက်တိတိလှိလိုက်တာလीအကြီးတွေရွှမ်းပြီးတော့အဲ့ဓာမာကိုပဲအကြီးတွေစီးကျသွားတာအဲ့နဲ့အဲ့ဒီတံမြာကြီးတို့ယူပြီးကျွန်တော်ရေခဲလေးနဲ့ထည့်ထားတဲ့ခွက်ထဲကိုတံမြာကြီးလေးညှစ်ထက်လိုက်တာတံမြာကြီးလေးတော်ကြားပြီးရေခဲဘဝကနေတစ်ဆင့်အဲ့ဒီတံမြာကြီးစီးသွားတာလीကဲမိတ်ဆွေတို့ရဲ့ပါဇက်ထဲမှာအခုဘာရှိလာလဲချင်းပြီးသရေရှိလာတယ်ဟုတ်တယ်နော်ကျွန်တော်ရဲ့စကားနဲ့အတန်ကိုမိတ်ဆွေတို့ကလက်ခံလိုက်တယ်အဲ့ခါမှာဒီတန်မြန်းနဲ့ပတ်သက်တဲ့ငကူကအတိတ်ကအမှတ်တညာတွေအရာကကျွန်တော်တို့အတွင်းထဲမှာဓာတ်ပြန်ပြုဘာသာပြန်လိုက်တဲ့အခါမှာအဲ့လိုချင်းနဲ့သရေထွက်လာတယ်ဆိုတဲ့ state တွေ physiology တွေဖြစ်လာဒါဟာပြင်ပကအဖြစ်တစ်ခုအပေါ်မှာကျွန်တော်တို့ဘယ်လိုလက်ခံဘယ်လိုတုံ့ပြန်တယ်လဲဆိုတာအဲ့ပေါ်မူတည်ပြီးကျွန်တော်တို့ကအဲ့ဒီခံစားချက်အဲ့ဒီလိုမျိုးကိုခန္ဓာအနေထားနဲ့တုံ့ပြန်တယ်ဥပမာဗျာအခုစောစောဆရာလေးတန်းညွန့်ပြောသွားတယ်ဆရာဦးကျော်လိုင်ပြောမယ်အဲ့တော့ပြောပြီးကျွန်တော်အရန်ကိုစိတ်သက်တွေလေအရန်တက်သွားတာပဲဗျာကျွန်တော်စိတ်တွေအရန်တက်သွားတယ်ရှိလားစိတ်တက်ကြွတယ်ဆိုမှတော့ဟုတ်တော့ငကောင်းမောက်ရင်ကောက်မှာပေါ့ဆိုတော့ကျွန်တော်ပြော straight ခံစားချက်နဲ့ body language နဲ့ဆက်အဲ့တော့ကိုယ့်ရဲ့ခံစားချက်မကောင်းဘူးဆိုရင်ပြောင်းချင်ရင် body language ကိုပြောင်းလို့ရလူပြိုလေးတယောက်ပြောဆရာလင်းသားညို့အိမ်အောင်မကြသေးဘူးပြောတယ်မနေ့ကဗျာကျွန်တော်ကောင်မလေးရလီဖြက်စာပို့လိုက်တာဆရာရဲ့ကျွန်တော်အယံဝမ်းနေတာပဲဗျာဟုတ်တယ်နော်ဝမ်းနေတဲ့ body language အဲ့ body language မဟုတ်ဘူးလေဟုတ်တယ်နော်ခေါင်းငိုင်းဆိုင်ချလိုက်မယ်ဟုတ်တယ်နော်အဲ့ဒီလိုမျိုးအဲ့တော့တနည်းအားဖြင့်စိတ်ကိုပြောင်းချင်ရင် body language ကိုပြောင်းလို့ရတယ် body language ကိုပြောင်းချင်ရင်လည်းစိတ်ကိုပြောင်းလို့ရတယ်အဲ့ဒီနှစ်ခုကအပြန်အလှန်ဆက်ဆက်နေတာအဲ့တော့ကျွန်တော်အရင်တော့အဖွားတွေအတော်တွေစိတ်ညစ်ရင်လေရေချိုးခေါင်းလျှော်တနခါချင်းကောင်းဆုံးလိမ့်ပန်းအဝတ်စားအစ်စ်ဝေးပြီးတော့နေတာဘာလို့လဲလို့အဲ့လိုဆိုတော့စိတ်ညစ်လို့တဲ့အဲ့တော့ပျော်သွားတယ်ဆိုတော့ body language ကိုချိန်လိုက်တယ်ဟုတ်ပြီနော်အဲ့ဒါနေမှကျွန်တော်တို့ကအဲ့ဒီအပြုအမူတွေနဲ့စောစောကကြုံလာတဲ့စိန်ခေါ်မှုအဖြစ်အပျက်တွေကိုတုံ့ပြန်လိုက်တဲ့အခါမှာရလက်ဖြစ်လာအဲ့တော့ကျွန်တော်တို့ကဒီဘက်မှာကောင်းတဲ့ရလက်လိုချင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့စကားစစ်လိုက်တဲ့ body ဒီဘာစကားတွေအမှတ်တညာတွေတန်ဖိုးတွေယုံကြည်မှုတွေရလဲအပေါင်းတွေအကောင်းတွေဖြစ်နေရမယ်အဲ့ဒီဟာအကြမှာကျွန်တော်တို့ရဲ့တစ်ဖက်ကနေပြီးတော့ဘာသာပြန်မှုကလည်းအပေါင်းတွေအကောင်းတွေဖြစ်ပြီးတော့ခံစားချက်အပေါင်းခံစားချက်အကောင်း body language အကောင်း body language အပေါင်းဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့ behavior တုံ့ပြန်ပုံကလည်းအကောင်းအပေါင်းဖြစ်မှသာလေရလက်ကလည်းအကောင်းအပေါင်းဖြစ်မှာဒါကျွန်တော်အတွင်းထဲက program ထိအောင်ဘယ်လိုလိုက်ပြီးတော့ပြောင်းလဲတယ်လဲဆိုတာလေးကိုကျွန်တော်မျှဝေနေတာဖြစ်ပါတယ်အဲ့တော့အပြင်မှာရလက်တစ်ခုကိုပြောင်းလဲဖို့ကျွန်တော်တို့အတွင်းထဲမှာအဲ့ဒီလိုမျိုးပြောင်းလဲဖို့လိုပါတယ်အဲ့တော့ဟုတ်ပြီဒါကကျွန်တော်အဖြစ်အပျက်ပေါ်မှာအဲ့ program ပြောင်းလဲဖို့တော့ဒီပုံမြင်လေးကျွန်တော်ဆက်ပြပြခြင်းပါတယ် positive mental attitude အပြုစိတ်နေအပြုစိတ်ထားနဲ့ပတ်သက်တနေ့အဲ့တောထဲမှာဖားတုပ်အုံဝမ်ဆိုစူးညံပြီးတော့တို့တွေသွားနေကြတယ်သွားနေရုတ်တရက်ဖားနှစ်ကောင်ကတွင်းနဲ့ကြီးတစ်ခုတည်းကိုပြုတ်ကျသွားတယ်အဲ့ပြုတ်ကျသွားတဲ့ဖားနှစ်ကောင်ကတို့လည်းပဲကြောက်လဲပြောကြတော့အဲ့ခုံပြီးတက်ဖို့အတွက်ကြိုးစားတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့ဒီတွင်းကြီးရဲ့ကြောက်သားနယ်ကြီးကအင်မတန်ကိုမက်ဆောက်တယ်အဲ့ဒါပြင်မိုးတွင်းလည်းဖြစ်တဲ့ရင်ညှိနဲ့ချောနေတာသူကမြင်လွန်းအားကြီးတဲ့တစ်ခါတည်းခုံလို့လည်းမရဘူးတစ်ချက်လန်းခုံလိုက်ပြီးတော့အဲ့နံမှာထောက်ပြီးတစ်ခါထပ်ပြီးပြန်ခုံမှသာလွတ်မြောက်နိုင်တယ်သို့တော့နံကလည်းမက်ဆောက်တယ်ရင်ကြီးလည်းချောတဲ့အတွက်ဘလို့မှအဲ့ဒီနံကိုထောက်ပြီးပြန်ခုံဖို့မဖြစ်နိုင်ဘူးဖြစ်နေတယ်အဲ့ဒီတွင်ထဲမှာအခုဖားနှစ်ကောင်လိုပဲအရင်တုန်းကလည်းအခြားသောဖားတွေပြုတ်ကျပြီးတော့ဒီလိုပဲမတက်နိုင်တဲ့အတွက်ဆုံးရှုံးခဲ့တဲ့အတိတ်ကသမိုင်းတွေအဖြစ်အပျက်တွေလည်းရှိတယ်ကြည့်တော့အောက်ကဖားနှစ်ကောင်ကတော့သူတို့အသက်ဆိုတော့လေသက်စွန်းဆန်ပြမော်ကြီးပန်းကြီးနဲ့သူတို့ခုံနေအပေါ်ကဖားတွေကလှမ်းအောင်ပြောတယ်ပြောင်းနေမင်းတို့ကနေအပင်မခံမနေနဲ့လက်ချောလိုက်မင်းတို့ရှေ့မှာရှိခဲ့တဲ့တခြားသောဖားတွေဒီနေ့ပြုတ်ကြပြီးဘယ်မှလွတ်လာရုံထုံးစံမရှိဘူးအဲ့တော့မင်းတို့ဘလို့နီးနဲ့မှအပင်မခံမနေနဲ့စေးလိုက်တာမင်းတို့အသိခံလိုက်တော့ဆိုပြီးအပေါ်ကပြောတယ်အဲ့သူတို့နှစ်ကောင်လည်းနားမထောင်ဘူးစူးစမ်းပြီးခုံတယ်နောက်လူကလည်းမောလာပြီအမှနှစ်ကောင်နဲ့တစ်ကောင်ကစိတ်လျှော့လိုက်တယ်စိတ်လဲလျှော့လိုက်ရောစောပင်မနဲ့ဒဏ်နဲ့အသက်ပါပျောက်သွားတန်တဲ့ဖားဒီကောင်ကတော့စိတ်မလျှော့ဘူးခုံတယ်အပေါ်ကလည်းတားတယ်သူကလည်းခုံတယ်နောက်ဆုံးအော်ဘနံပါဖြစ်လေဆိုအဲ့ဒီဖားလေးဟာ
တေကံမရောက်တမပြောက်ဖဲနဲ့အဲ့ဒီတွင်းအပေါ်ကိုပြန်ပြီးတော့ရောက်လာတယ်ဟာအားလုံးကပြောတာဗောဘလို့ဖြစ်တာတော့မင်းငါတို့ဒီလောက်ဒီမင်းကိုလက်လျှော့ဖို့ပြောနေတဲ့ဂျားတွေကမင်းဘလို့မျိုးစိတ်သက်ခွန်အားတွေဆရာလင်းသားချင်းတို့ပြောတဲ့ဟာတွေနားထောင်ပြီးတော့ဆရာဦးကျွန်းနိုင်တို့ဟာတွေပြောလိုက်နားထောင်ပြီးတော့များမင်းဒီလို motivation တွေဖြစ်လာပြီးတော့အခုလိုလွတ်မြောက်လာတာလားလို့မေးတဲ့အခါမှာအဲ့ဒီဖားလေးကတုံနှိပါဝီဖြစ်နေတယ်ဘာလို့ဆိုဖားလေးကနားမကြောင်နားမကြောင်အပေါ်ကလူတွေကဗဇက်ကြီးတွေဟာပြီးအော်နေရမြင်တယ်ဖျောင်းလက်ချော့လိုက်သူကထင်တာကိုသားထားခုံထားဟေးဟုတ်ပြီကွာဟေးလွတ်တော့မဟေးလို့သူအားပေးတယ်ထင်သူကပိုးခုံနောက်ဆုံးကြတော့တကယ်ကိုသူယုံကြည်တဲ့အတိုင်းပဲလွတ်မြောက်လာတယ်ဟာနကောင်အဖြစ်ပြက်ကတူတူပဲဒါပေမဲ့ဟိုဖားလေးကအများရဲ့ဝေဖန်ခြင်းတစ်တင်ခြင်းလက်လျှော့ဖို့ပြောခြင်းတွေကိုနားရအောင်လက်ချလိုက်တဲ့အခါမှာအသက်ပါကြောက်သွားတယ်ဒီဖားကောင်ကတော့အဲ့ဓာတွေကိုသူမကြောက်မကြောက်ရဲ့အပြင်သူကအဲ့ဒီဟာတွေဗျောင်းပြန်သူ့ကိုလက်လျှော့ခိုင်းတာတွေသူ့ကိုတားတာတွေကိုအားပေးတယ်ထင်ပြီးတော့ဆရာတက်ကြွပြီးတော့ခုန်တဲ့အခါမှာတကယ်ကိုပဲတေကံမရောက်တမပြောက်ဖက်နဲ့လွတ်မြောက်ရှင်တန်သွားတယ်အဲ့တော့ကျွန်တော်ဘဝမှာလည်းပဲအဲ့လိုဖြစ်ဖြစ်ဒီအမြဲတမ်းကြုံနေတာအကြောင်းကျွန်တော်တို့ကသူသဖြင့်အဲ့ဒီလိုမျိုး positive mental attitude ဆိုတဲ့အပြုစိတ်နေအပြုစိတ်ထားနဲ့အားပေးစကားတွေကိုကြားသလိုစံကျင်ဖြစ်တဲ့ negative mental attitude ဆိုတဲ့အနှုတ်စိတ်နေအနှုတ်စိတ်ထားတွေနဲ့တားနေတာတွေဝေဖန်နေတာတွေပုတ်ခတ်နေတာတွေပြစ်တင်နေတာတွေအမြဲတမ်းကြားမှာပဲအဲ့တော့ကျွန်တော်တို့ကဘာလို့ဖို့လိုလဲဆိုရင်ကိုကြားကျင်တာကိုပဲရွေးပြီးတော့နားဆင်ဖို့လိုတယ်ကိုမကြားတဲ့သတင်းစကားတွေကိုနားပိတ်ထားဖို့လိုတယ်ဦးမြမှာတဲ့ခွေးနှကောင်ရှိတယ်တကောင်ကအဖြူတကောင်ကအမဲအဲ့ဒီခွေးနှကောင်လုံးကလေဦးမြနှက်ကိုတကောင်လိုက်ချင်တာဒါပေမဲ့အဲ့နှစ်ကောင်ကလည်းအတူတူနေလို့မရအောင်တွေ့ရတဲ့ပြိုင်နဲ့အချင်းချင်းရန်ဆောင်မန်ဖီပြီးကြိုက်တက်နေတယ်အဲ့ဒါနဲ့အိမ်သားချင်းကမေးတယ်ဦးမြအမြခွေးနှကောင်ကတကောင်တကောင်တွေ့လိုက်တာနဲ့အမြဲတမ်းရန်ဆောင်မန်ဖီပြီးကြိုက်တက်နေတော့ဘယ်ခွေးကနိုင်လဲဆိုတဲ့အခါဦးမြကဘလို့ပြန်ရဲဆိုတော့ကျွန်တော်အစာများများကျွေးတဲ့ခွေးကနိုင်တာပေါ့ဗျာတူတူပဲအဲ့ဒီခွေးဖြူနဲ့တူတဲ့ကျွန်တော်တို့အတွေးအဖြူတွေ positive mental attitude တွေခွေးအမဲနဲ့တူတဲ့ကျွန်တော်တို့အတွေးအမဲတွေ negative mental attitude တွေဟာလည်းပဲအမြဲတမ်းကျွန်တော်တို့နောက်ကိုတကောက်လိုက်ချင်နေတာသူနောက်တွေ့ပြီဆိုလဲအမြဲတမ်းရန်ဆောင်နေအမြဲတမ်းမန်ဖီးနေတယ်ဘသူနိုင်လဲသိလားကျွန်တော်တို့အစာများများကျွေးတဲ့အတွေးကနိုင်နေကိုကအပြုစိတ်နေအပြုစိတ်ထားကိုအစာများများကျွေးရင်အပြုစိတ်နေအပြုစိတ်ထားကနိုင်တယ်ကိုကမကောင်းတဲ့အညံစားအဖျင်းစားစိတ်နေစိတ်ထားတွေကိုအထောက်ခံရင်မကောင်းတဲ့အညံစားအဖျင်းစားစိတ်နေစိတ်ထားတွေကနေရာရတယ်အဲ့တော့ကျွန်တော်တို့စိတ်ထဲမှာဘယ်သူနေရာယူနေသလဲဆိုတာကျွန်တော်တို့ဘယ်သူကိုနေရာပေးထားသလဲပေါ့မူတည်တယ် program တွေအရင်ရကြည့်ဒီတတလောကမှာခွန်အားအကြီးဆုံးလို့ပြောတဲ့စင်သူ့ကိုမလှုပ်ရှားနိုင်အောင်ရုံးမထွက်အောင်ထိန်းထားတဲ့တန်ဂျိုးလေးတီးတီးလေးရဲ့အဲ့ဒီစင်ကတစ်ချက်တောက်ယုံလိုက်မယ်ဆိုရင်ဖြောင်းကနေနဲ့ပြက်သွားမယ်ဒါပေမဲ့ဟိုးငယ်စဉ်တောင်ကြီးကလေးဘွားတွေကသူ့ကိုဒီတန်ဂျိုးလေးနဲ့ခြိထားတဲ့အတွက်သူငငယ်တော့ယုံလို့မရတဲ့အခါမှာအသက်ကြီးလာတော့လည်းငါယုံလို့မရဘူးဒီတန်ဂျိုးလေးကငါ့ကိုယုံမထွက်နိုင်အောင်ခြိထောင်ထားနိုင်တယ်ဆိုတဲ့အဲ့ဒီ negative mental attitude အဲ့ဒီလိုမျိုးအစိုးယုံကြည်မှုကြောင့်သူဟာတန်ဂျိုးလေးကနေပြီးထိမ့်ချုပ်ထားခြင်းကိုခံရတယ်ရောသူရဲ့ခန္ဓာပြတိဆောက်ပုံအရသူဟာပြန်တန်းနိုင်စရာအကြောင်းမရှိဘူးလို့ဒီ aerodynamic လို့ခေါ်တဲ့ဒီကြောင့်သိပ္ပံအယူအဆကပြောတယ်ဒါပေမဲ့အဲ့ဒီဘရုံလေးတွေကမွေးကလေးကငါခန္ဓာကိုယ်ကြီးကခန္ဓာကိုယ်ကြီးကြီးပြီးတော့ကြတော့အတောင်ပံလေးသေးနေတဲ့အတွက်ပြန်လို့မရဘူးဆိုတဲ့ negative mental attitude ကိုလက်မခံဘူးအတောင်ပံပါတဲ့အတွက်ပြန်ကိုပြန်နိုင်တယ်ဆိုတဲ့ positive mental attitude ရှိတဲ့အတွက်ဒီကနေ့ကဘာတဝမ်းမှာရှိတဲ့ဘရုံတွေဟာသိပ္ပံပညာအရမဖြစ်နိုင်ဘူးဆိုတာကိုစန့်ကျင်ပြီးတော့ပြန်နေကြတယ်မိတ်ဆွေတို့ကဘဒုံလားစင်လားကိုကိုခွဲခြားသိဖို့ဒီနေရာမျိုးစောစောပြောတဲ့အတိုင်းပါပဲကျွန်တော်တို့ယူလို့ပဲကျွန်တော်တို့ရတာပါကျွန်တော်တို့ခေါင်းထဲကိုကျွန်တော်တို့ထည့်ထားတဲ့ကျွန်တော်တို့အစာများများကျွေးတဲ့အတွေးတွေရပဲနေရာယူတာစိတ်ဟာတစ်ချိန်မှာတစ်ခုပဲဖြစ်နိုင်တယ်နှစ်ခုတစ်ပြိုင်တည်းဖြစ်လို့မရဘူးအဲ့တော့ကျွန်တော်တို့ကမကောင်းတာတွေတွေးမဲ့အစားမတွေးဘဲနေနိုင်ရင်တော့ကောင်းတာပေါ့
တွေးရင်တော့ကောင်းတာကိုပဲရွေးပြီးတော့တွေးမယ်အဲ့ဒါပဲအခုကိုကောင်းထဲမှာအတွေးတစ်ခုရှိလာတိုင်းပဲဒီအတွေးကိုငါမရွေးဘူးဆိုရင်အခြားသောအတွေးတစ်ခုကိုငါရွေးပြီးတွေးလို့ရတယ်ဆိုတဲ့လွတ်မြောက်ခြင်းကိုတို့သိနေရတနည်းအားဖြင့်ကိုဖုန်းထဲမှာရှိတဲ့ application တစ်ခုလိုပဲအဲ့ဒါဟာအချိန်မရွေးကို delete လုပ်ပြလို့ရပြီးတော့ကိုကြိုက်တဲ့ application ကိုကြိုက်တဲ့ program တစ်ခုကို reinstall လုပ်လို့ရတယ်ဆိုတော့ကိုရှင်းရှင်းလင်းလင်းသိရမယ်ငါအတွေးတွေငါရဲ့ program တွေဟာငါမဟုတ်ဘူးအဲ့ဒီဟာတွေကငါ့ကိုအကျိုးမပြုရင်အကျိုးပြုတဲ့ program နဲ့အကျိုးပြုတဲ့အတွေးနဲ့အကျိုးပြုတဲ့ခံစားချက်နဲ့အချိန်မရွေးလဲလို့ရတယ်ငါရွေးချယ်ပြီးတွေးတာတွေကိုငါပဲလက်ခံရတယ်အဲ့ဒီလိုမျိုးကျွန်တော်ရွေးချယ်ပြီးတွေးတဲ့ခါမှာကျွန်တော်လုပ်တဲ့နီလန်းလေးတွေကပါလဲဆိုရင်စောလိုပဲဒီတိုင်းတီမှာမွေးဖွားလဲကျွန်တော်တို့အဘကိုအားကိုးတယ်ကျွန်တော်ရဲ့အဘဘာလဲဆို A ကတော့ affirmation ဟုတ်ဒီထက်ခါတလဲလဲပြောတာငါလုံနိုင်တယ်ငါဖြစ်နိုင်တယ်ငါအောင်မြင်တယ်ငါထိုက်တန်တယ်ဆိုတော့ထက်ခါတလဲလဲပြောတာပြီးရင်အဲ့ဒါကိုယုံကြည်တာသက်ဝင်ယုံကြည်တာအင်မတန်အရေးကြီးပါနဲ့ကျွန်တော်တို့ဒီအမှန်တမ်းကြီးဆိုတဲ့လို့ရှိတယ်ခမားလုံနိုင်တယ်လို့ယုံကြည်တယ်ဆိုရင်လည်းခမားမှန်တယ်ခမားမလုံနိုင်ဘူးလို့ယုံကြည်တယ်ဆိုရင်လည်းခမားမှန်တယ်ဘာဖြစ်လို့လဲခမားယုံကြည်တဲ့အတိုင်းပဲခမားရမှာမို့လို့ဟုတ်24ကပြောခဲ့တယ်တူတူပဲအခုဒီမှာလဲတချို့တွေကဟာအဲ့ဒီ positive affirmation တွေဘာတွေရွတ်နေတာပဲချရည်နေတာပဲဖြစ်မလာဘူးဘာဖြစ်လို့လဲသိလားဖြစ်လာမယ်လို့မယုံကြည်လို့မဖြစ်လာတာဖြစ်လာမယ်လို့ယုံကြည်တယ်ဆိုရင်ဖြစ်ကိုဖြစ်တယ်ဆိုတော့အဲ့ဒါပတ်သက်ပြီးကျွန်တော်ရေးထားလေးရှိသေးတယ်ကျွန်တော်အသက်33နှစ်ပြည့်တဲ့မွေးနေ့မှာဗမာပြည်ကိုအပြီးပြန်လာတယ်စောစောကလည်းအခမ်းအနားမှုပြောဖြစ်သွားတယ်အဲ့ဒီနေ့မှာကျွန်တော်လေရင်ကွင်းမှာရေးတဲ့ကြပြဒီထဲမှာပါတယ်33မှာပြန်ပြုံးမိတာကလိုအင်ဆန္ဒပြင်းပြသမျှရွယ်လင်းတကူရတယ်အဲ့ဒီလိုမယုံကြည်ရဲတာတွေပဲခက်ခဲခဲ့တယ်ကျွန်တော်အချိန်မှသိလိုက်တာပါလဲသိလားတကယ်တော့ကိုကပြင်းပြင်းပြပြနဲ့လိုချင်တယ်ယုံကြည်တယ်ဆိုရင်အကုန်လွယ်လွယ်လေးရတယ်ဘာလို့ခက်ခဲလဲဆိုတော့ကိုကမယုံကြည်လို့ပဲခက်ခဲတာ33မှာအယုံကြည်ဆုံးဟာယုံကြည်မှုကိုယုံကြည်ပါဆိုတော့အဲ့ဒီ33နှစ်မှာကျွန်တော်ပြန်သုံးသပ်မိတာကဘဝမှာယုံကြည်စရာအကောင်းဆုံးအရာသည်ယုံကြည်ခြင်းပဲဆိုတော့အဓိကအဲ့ဒါပဲကိုရွတ်နေတဲ့ affirmation အပေါ်မှာကိုကယုံကြည်ဖို့လိုတယ်ဘယ်လောက်ထိယုံကြည်ရမလဲဆိုရင်ပုံဖော်ပြီးမြင်အောင်နေရမယ်ကိုလိုချင်တဲ့ရလက်မျိုးဟာတကယ်ကိုမျက်ဝါးထင်ထင်မြင်နေရမယ်အတန်တွေကြားနေရမယ်အနက်တွေရနေရမယ်အထီးတွေ့တွေကိုပါခံစားနေရမယ်အဲ့ဒီလိုမျိုးအာယုံ၅ပါးလုံးနဲ့ပုံဖော်ပြီးမြင်အောင်နေရမယ်ထိုင်မှလည်းရွတ်ဆိုတယ်တကယ်ဖြစ်လာမှလည်းယုံကြည်တယ်စိတ်ကူးပုံဖော်လည်းမြင်အောင်တယ်ဆိုရင်ကျန်တဲ့အပိုင်းကစကြဝဠာကြီးဖရာသခင်သဘာဝတရားရဲ့ကိစ္စဖြစ်သွားတကယ်ကိုပဲအစစ်အမှန်ပုံပေါ်လာလိမ့်မယ်အဲ့တော့အရင်ဆုံးကိုယ်စိတ်ထဲဖြစ်ဖို့လိုတယ်ကိုဖြစ်ချင်တာကိုကိုယ်စိတ်ထဲမှာစိတ်ကူးပုံပေါ်မြင်ရအောင်ပြီးဖြစ်နေပြီးရနေပြီးခံစားနေပြီးပိုင်ဆိုင်နေပြီးရောက်နေပြီးဆိုတာမျိုးအရင်ဆုံးဖြစ်ဖို့လိုတယ်စိတ်ထဲရလို့ဖြစ်လိုက်ပြီးတော့မှအဲ့ဒီမှာဆို Alice နော်အဲ့ဒါမှသူဘယင်မကြီးကပြောတယ်လေအဲ့ဒီမဖြစ်နိုင်ဘူးဆိုတာတွေကိုအ ਨੇ ဆုံးမနေ့ကစားကန်ဒီတိုင်းမှာစိတ်ကူးပုံပေါ်မြင်အောင်ပါဆိုတော့ကောင်မလေးကပြန်ပြောတယ်ဘာလဲပေါက်ပန်း40တွေပေါက်တကိရတွေအဲ့တော့ဘယင်မကြီးပြန်ပြောတယ်အခုငါဘယင်မကြီးဖြစ်လာတာကိုကနင်လို့ငငယ်လေးကတည်းကသမင်းစားကန်ဒီတိုင်းလောကမှာမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဖြစ်နေပြီလို့စိတ်ကူးပုံပေါ်မြင်အောင်ခဲ့တဲ့နောက်ဆက်တွဲရလတ်နေတယ်ငါဘယင်မကြီးဖြစ်နေတာဆိုပြီးတော့ပြောတယ်ဒီဆုံးဖြစ်လိုက်ရမယ်ပြီးရင်လှုပ်ရှားရှိတာတွေလှုပ်ရမယ်အဲ့ဒီခါကျရင်ရှိစရာတွေအားလုံးဟာရှိလာလိမ့်မယ်တော်တော်များများပါလဲဆိုအရင်လှုပ်မယ်လှုပ်ရင်ဖြစ်လာမယ်ဖြစ်လာတဲ့ခါကျရင်အဲ့ဒီဖြစ်ချင်းနဲ့ထိုက်တန်တဲ့ရှိစရာတွေရှိလာမယ်ဆိုတဲ့နီးနဲ့လှုပ်ချင်းတန်စရာမှာလဲနေတဲ့အတွက်ဖြစ်ချင်းကိုရောက်မလာတော့ဘူးအဲ့တော့ကျွန်တော်တို့စိတ်ကူးထဲမှာအရင်ဆုံးဖြစ်ရပါမယ်အဲ့တော့ဒီ affirmation နဲ့ရုပ်တဲ့အခါမှာအဓိကကျွန်တော်ဗာလေးဆွေးနွေးဆိုနံပါတ်1ကိုယ်နဲ့ဆိုင်တာဖြစ်ရမယ်ငါဇေယျမိုးမြင့်သည်ဘယ်နေ့ဘယ်လဘယ်ရက်မှာဘာဖြစ်နေပြီအဲ့လိုဥမာကျွန်တော်အမျိုးသမီးကိုပြောင်းလဲသိချင်တယ်ဆိုရင်ငါအမျိုးသမီးဘယ်သူသည်ဆိုပြီးတော့သူများကိုသွားပြီးတော့ရွတ်လို့မရဘူးဥမာကျွန်တော်အမျိုးသမီးကိုဆိုပါစို့
အောင်မြင်သွယ်လက်စမတ်ကြတဲ့မင်္ဂလိဖြစ်နေဆိုရင်ငါဇေယမိုးမြင့်မှာအောင်မြင်သွယ်လက်စမတ်ကြတဲ့ဇနီးကောင်းတယောက်ရှိတယ်ဆိုရင်အလိုလျောက်ကျွန်တော်မျိုးသမီးကပြောင်းလဲသွားလိမ့်မယ်ဟုတ်ပြီနော်ပြီးရင်သူကမျက်မှောက်ကာလာနဲ့ရေးရဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့မတိစိတ်စက်ကြဝဠာကိုသတင်းပို့နေတယ်ဥမာကျွန်တော်တို့ကငါချမ်းသာခြင်းတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့အခုဆင်းရဲတယ်လို့ပြောတာစောစောဟိုဆရာလင်းညံပြောသလိုမျိုးပေါ့လူကကိုမရှိတာကိုလိုချင်တယ်လိုချင်နေတယ်ဆိုတော့အခုမရှိလို့ဆိုတော့ဖြစ်သွားတယ်အဲ့တော့ငါတို့ငါပိန်ခြင်းတယ်ဆိုတဲ့အဓိပ္ပာယ်အခုဝနေတယ်လို့ပြောတဲ့အတွက်အဲ့လိုမျိုးငါနောက်ကြရင်ချမ်းသာမယ်လို့ငါပိန်ခြင်းတယ်ဆိုတော့မဟုတ်ဘဲနဲ့ငါဟာအောင်မြင်မှုလမ်းကြောင်းပေါ်မှာရောက်နေပြီပြစ္ဆုတ်ပံဖြစ်ရပြီးရင်ပြောတဲ့အခါမှာ positive language အဲ့ဒါအင်မတန်အရေးကြီးပါတယ်ဘာသာဗေဒဒါလေးကျွန်တော်နောက်မှအသေးသေးပြောပြပြီးရင်အဓိကကတော့အဲ့ဒီကျွန်တော်တို့လိုချင်တဲ့အရာကျွန်တော်တို့ဒီပုံဖော်မြင်အောင်နိုင်ရနှစ်ချုပ်ကတော့ဗာလဲဆိုရင်အဲ့ဒီပုံမှာထက်တန်ပြင်းပြတဲ့ခံစားချက်ရှိတနည်းအားဖြင့်ကျွန်တော်ပြောနေတဲ့အရာအလုံးစัจ java လာအရာခတ်တဲ့ energy ပဲလို့ပြောတယ် energy ဆိုတာဗာလဲဆိုရင်တော့ emotion ခံစားချက်ပဲအဲ့ဒီခံစားချက်အင်အားပြင်းလေအဲ့ဒီ energy ဟာအင်အားပြင်းလေဆော့ positive language လေးကျွန်တော်ထပ်ပြောပြနေတာတော်တော်များများကျွန်တော်တို့ကဘာကိုတွေးလဲဆိုမလိုချင်တာပဲတွေးကြတယ်။မှငါမဝချင်ဘူးငါမစင်ရဲချင်ဘူးငါစိတ်မဆိုးချင်ဘူးကိုမလိုချင်တာပဲတွေးတယ်အဲ့တော့လောကသဘာဝကိုမလိုချင်တာကိုပဲတွေးပေမဲ့ကိုတွေးတာပဲကိုရတယ်ကိုကမဝချင်ဘူးတွေးတဲ့အတွက်ဝတာတွေရတယ်မစင်ရဲချင်ဘူးတွေးတဲ့အတွက်ကိုတွေးတဲ့စင်ရဲခြင်းတွေကိုရောက်လာတယ်အဲ့ဒီလိုမျိုးအဲ့ဒါကျွန်တော်မြန်မာမှုမှာအင်မတန်ကိုပဲနေရာယူနေတာတွေ့ရတယ်စုပေးရင်ကြည့်လိုက်ပါလားမရှိသောစကားမသိသောစကားကြားမှနေရောက်မကြားအောင်ပါစေနဲ့ဘေးဥပအန်တရရန်ဆွဲခတ်သိမ်းကင်းလို့ငြိမ်းကြပါစေဟောစကြည့်ရှေ့မှာအကုန်လုံး negative တွေကြီးပဲဘေးဥပအန်တရရန်ဆွဲခတ်သိမ်းဆိုပြီးမှကင်းလို့ငြိမ်းကြပါစေဆိုတော့ဝိတ်ကဘလို့မှမများတော့ဘူးဆိုတော့အဲ့ကမှကျွန်တော်တို့ကကိုမလို့ကျင်တာရှိရင်ကိုလိုကျင်တာဘာလဲအချိုးကျတွေ့လိုက်ရမယ်ချမ်းသာကြွယ်ဝမယ်သဘောထားကြီးရမယ်အဲ့ဒီလိုမျိုးကျွန်တော်တို့ကအဲ့ positive language ကိုကျွန်တော်ပြောင်းသုံးဖို့လိုပါတယ်တော့ဒါကျွန်တော်သုံးနေကြရှိတဲ့ positive language ဖြစ်တယ်ဟုတ်ပြီအခုကျွန်တော်ပြောခဲ့တဲ့စိန်ခေါ်မှုကအခွင့်အလမ်းအဲ့ဒီအခွင့်အလမ်းဖြစ်ဖို့အတွက်ကိုယ့်ရဲ့တုံ့ပြန်မှုကိုရွေးချယ်ရမယ်ကိုယ့်ရဲ့ program တွေကိုပြောင်းရမယ်အဲ့ဒီပြောင်းပုံပြောင်းနည်းတွေကအစပြောတယ်ဘာအတွက်လဲအောင်မြင်ခြင်းလို့ဒီထဲမှာအောင်မြင်ခြင်းတဲ့သူတွေပါပါသလားပါတယ်မိတ်ဆွေတို့လူမန်နေရာမှာရောက်နေတာပဲဒါပေမဲ့အောင်မြင်မှုဆိုတာဘာလဲဒီမှာပြောထားတယ်အောင်မြင်ခြင်းတည်တဲ့ခီးဆုံးပန်းတိုင်မဟုတ်ဘူးတဲ့ခီးလန်းဖြစ်တယ်ကဲကျွန်တော်မိတ်ဆွေတို့အတူအော်ကြည့်အောင်ရှောက်ခြင်းလိုပဲရှောက်ရောက်ခြင်းလိုပဲရှောက်နေတဲ့ခြေထောက်ရောက်ကိုရောက်တယ်အဲ့ဒီစကားမှာရှောက်နေတဲ့ခြေထောက်ရောက်ကိုရောက်တယ်ဆိုတော့ဒီမှာပြောတယ်အောင်မြင်ခြင်းဟာရောက်နေတာမဟုတ်ဘူးတဲ့အောင်မြင်ခြင်းကခီးလန်းတဲ့ခီးဆုံးပန်းတိုင်မဟုတ်ဘူးတဲ့အောင်မြင်သူဆိုတာလဲရှောက်နေတဲ့သူပဲတဲ့ရောက်နေတဲ့သူမဟုတ်ဘူးတဲ့ဒါဆိုရင်ခီးဆုံးပန်းတိုင်ကဘာလဲရောက်နေတဲ့သူကဘယ်သူလဲလူအများစုတဲ့သူတို့လိုချင်တာမရတဲ့နံပါတ်1အကြောင်းရင်းဟာသူတို့ဘာလိုချင်တယ်ဆိုတာကိုမသိကြခြင်းကြောင့်ဖြစ်တယ်တဲ့ဆိုအဲ့ဒါပတ်သက်ပြီးကျွန်တော်ရေးထားတာလေးရှိတယ်သမီးကြီးဘလို့အိယာထမလဲကအစဘလို့အိယာဝင်မလဲအစိုးသုံးနိုင်တာထက်ပိုလျံကျွယ်ဝနီးနာနေတိယတွေရှိလျက်ဘာလို့စင်ရင်းနဲ့နေကြတာလဲဟင်းချက်နီးယာအစကစွန်ရဲ့ကြော်နီးယာအစိုးဒုံပြန်တက်စင်နီးယာအကုန်နီးနာနေတဲ့ဒီလောက်ပိုးကျွယ်ဝနေနေဘာလို့လူတွေစင်ရနေကြတာလဲသမီးညီးဘဝခရီးမှာဘယ်ကိုရောက်ချင်တယ်လဲဆိုတာတွေမသိသမျှဘလို့ရှောက်မလဲတွေအသုံးမကျပါဘူးကိုကမှဘာလို့ချင်မှန်းမသိပဲနဲ့ကိုကမှဘယ်ရောက်ချင်မှန်းမသိပဲနဲ့ဘလို့ရှောက်မလဲကဘာလို့ဖို့လဲသမီးညီးဘဝခရီးမှာဘယ်ကိုရောက်ချင်တယ်လဲဆိုတာသိုံမြမကဘလို့ရောက်ချင်တယ်လဲဆိုတာကိုပါသိမှရမယ်ကိုဘယ်ကိုရောက်ချင်တာလဲသိုံနေမဟုတ်သေးဘူးအဲ့ဒီနေရာကိုဘယ်လိုမျိုးဂုံတိတ်ခါရှိသွားဘယ်လိုမျိုးတမိုင်းကောင်းရှိသွားရောက်မလဲဆိုတာအစသိရမယ်ဆိုတာလည်းရေးထားတယ်ဆိုတော့အဲ့ဒါပတ်သက်ပြီးတော့ကျွန်တော်စင်ကာပူမှာဗမာပြည်မှာစသဖြင့်ပေါ့နော်လက်တွေ့လောက်ထားရရှိပေမဲ့အချိန်ခက်ခဲရောက်မလို့ကျွန်တော်လက်တွေ့မလုပ်တော့ဘူးသို့တော့ဗီဒီယိုကလစ်လေးရှိတယ်ကျွန်တော်မှာအတန်မရဘူးနော်ဒီအပြင်ပြီးတော့မယ်ဆိုတော့ပြလိုက်တာပေါ့နော်တိုက်ကတစ်ခုပဲကျန်တော့တယ်
မိတ်ဆွေတွေမှာတယောက်ကိုယ့်ရဲ့ဘဝယူမှန်းချက်နဲ့ပတ်သက်ပြီးတော့ကိုဖြစ်ချင်တာဘာလဲဘာကြောင့်အဲ့တော့ဖြစ်ချင်တာလဲဆိုတော့ကျွန်တော်နဲ့ကျွန်တော်မိကုန်းနဲ့တူတူမေးတာကိုဖြည့်ပေးမဲ့ဝလန်တီယာပြောက်ကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ခဏလေးပါဒါ2မိနစ်ပဲကြာပါတယ်ဒီဟာအခုဒီရမိတ်ဆွေတွေမှာတယောက်ကိုယ့်ရဲ့ဘဝယူမှန်းချက်နဲ့ပတ်သက်ပြီးတော့ကိုဖြစ်ချင်တာဘာလဲဘာကြောင့်အဲ့တော့ဖြစ်ချင်တာလဲဆိုတော့ကျွန်တော်နဲ့ကျွန်တော်မိကုန်းနဲ့တူတူမေးတာကိုဖြည့်ပေးမဲ့ဝလန်တီယာပြောက်ကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ဟာဒီကျင်းကျမှာကျွန်တော်နိုင်နေတာကတော့ကြောက်တော့ကြောက်အခုမေးစက်ပါဦးအားလုံးမင်္ဂလာပါကျွန်တော်နာမည်ကိုကျော်မိုးပါကျွန်တော်မိုးမျိုးအဖွဲ့ထဲနေမှာဒီ training ကိုလာတက်တာဖြစ်ပါတယ်ကိုကျော်မိုးနော်ကိုကျော်မိုးပါဗျာကျော်မိုးဦးဟုတ်ပြီပြရမှာပါလေဟုတ်ပြီအဲ့ကိုကျော်မိုးဦးအနေနဲ့ကိုကျော်မိုးဦးတိကျခိုင်မာတဲ့ဖြစ်ချင်တာကဘာရှိပါသလဲကျွန်တော်လာမယ့်နှစ်2016တလပိုင်းမှာ vice president 2016ကလာပိုင်းမှာ vice manager ဖြစ်ချင်တယ်ဖြစ်ရအောင်အဲ့လိုမျိုး vice manager ဖြစ်တယ်ဆိုရင်ကိုကျော်မိုးအတွက်ဘယ်လိုကြည့်လို့ရှိမလဲကျွန်တော် vice ဖြစ်သွားရင်ကျွန်တော်ရဲ့ညီကိုမောင်နှမတွေပြီးရင်ကျွန်တော်တကယ်ရင်တိုင်းဝိုင်းတွေကိုလက်တွေ့အကောင့်တွေတစ်ခုခုပြတယ်ဟုတ်ပြီအခုရဲ့တငယ်ချင်းတွေအခုရဲ့မောင်နှမတွေကိုအခုတကယ်လို့ဟုတ်ဖြစ်တယ်လို့လက်တွေ့အကောင့်တွေပေါ်ပြနိုင်တယ်ဆိုရင်အခုမှဘယ်လိုမျိုးကြည့်လို့ရှိလဲကျွန်တော်မောင်နှမတွေပေါ့အတိုင်းဝိုင်းတွေကိုပြောင်းလဲမှုတစ်ခုရလာတယ်ဟုတ်ပြီအခုကျွန်တော်အဲ့လိုသူတို့တွေအပြောင်းလဲရလာပြီဆိုရင်အဲ့ဒါကိုကျွန်တော်နဲ့ဘယ်လိုသက်ဆိုင်လဲဘာပြည့်စုံရှိလဲရဲသားလုံးကားတဲ့ဒိုင်းကတော့โอเคပါကျွန်တော်အကိုကြီးပြဟုတ်ရတယ်ကျွန်တော်ကိုကြည့်ပြပါညီမလေးအခုပါဟုတ်ကဲ့သူတို့ဖြစ်တောင်းကြည့်ဟုတ်ပြီသူတို့တွေဖြစ်လာပြီဆိုရင်ကို့မှာကိုကျော်တောင်းကြည့်လို့ခံစားရတယ်အဲ့လိုတောင်းကြည့်ပြီးဆိုရင်ကိုကျော်မိုးအနေနဲ့ဘယ်လိုများအကျိုးကျေးဇူးရှိမှာမလို့တောင်းကြည့်တဲ့ခါနဲ့ဖြစ်နေတာလဲအရှိရွေးပြတူတာရတယ်ခဏတည်းပြောသူတို့ကဖြစ်သွားပြီကိုတောင်းကြည့်သွားပြီဆိုရင်အခုအတွက်ဘယ်လိုအကျိုးကျေးဇူးဘယ်လိုများတရားမရှိလဲသူတို့တော့စိတ်အေးသွားသူတို့တက်စီးသွားတယ်သူတို့တက်စီးသွားပြီဆိုရင်ကို့အတွက်ကြတော့သူတို့တက်တော့စီးသွားပြီဒီကိုစိတ်ကူသွားတော့ဆိုရင်ကို့အတွက်ဘာဖြစ်ရှိလဲသူတို့တက်စိတ်အေးသွားရင်ကျွန်တော်ငြင်းချမ်းတော့ငြင်းချမ်းပါပြီကျေးဇူးတင်ပါတယ်ဒီဟာလေးမှာအမေးဖြစ်လောက်ထားတယ်ကျွန်တော်ဒီလိုမျိုးကိုစင်ကာပူမှာဗမာပြည်မှာစသဖြင့်ပေါ့နော်နယ်ပယ်ဘောင်းစုံကပရိုက်တာလုပ်တဲ့သူတွေဗက်ဆေးတန်းနေစသဖြင့်ပေါ့နော်ဘာသာရေးအတိုင်းဝိုင်းပုံကိုယ်တွေကိုမေးဘူးတယ်အဲ့ဒီလူတွေကိုစင်ကာမေးတဲ့အခါမှာလူတွေသူတို့လုပ်တဲ့အလုပ်တွေကိုလုပ်နေကြတဲ့အန်တီမနောက်ဆုံးရည်ရွယ်ချက်ကသူတို့ဘာအတွက်လဲဆိုရင်သူတို့ပျော်ရွှင်ခြင်းလို့ငြိမ်းချမ်းခြင်းလို့ပဲဖြစ်ပါတယ်တနည်းအားဖြင့်ကျွန်တော်တို့ရောက်ချင်တဲ့ပန်းတိုင်ကျွန်တော်တို့ရချင်တဲ့အရာဟာနောက်ဆုံးတော့ပျော်ရွှင်ခြင်းငြိမ်းချမ်းခြင်းပဲဖြစ်ပါတယ်အဲ့ဒီပျော်ရွှင်ခြင်းငြိမ်းချမ်းခြင်းကိုရဖို့ဆိုရင်ကျွန်တော်တို့ကတစ်ထောင်တစ်ညသွားနေစရာလုပ်နေစရာမလိုပါဘူးပျော်ရွှင်ခြင်းငြိမ်းချမ်းခြင်းဆိုတာဟာလက်ဖြောက်တစ်ဖြောက်တည်းအတီးမှာချက်ချင်းရွေးချယ်လို့ရတဲ့ညာပဲဖြစ်ပါတယ်ဆိုတာကိုပြောကြားခြင်းနဲ့ကျွန်တော်ရဲ့စိန်ခေါ်မှုသည်အခွင့်အလမ်းဆိုတဲ့မျှဝေခြင်းကိုဒီမှာပဲညီကုန်းချုပ်ပါတယ်ပြည်သက်ကြီးအားလုံးကိုကျေးဇူးအထူးတင်ပါတယ်